ညာညာပူဇော်ကြောကြပါလို့ခင်ဗျာသ
မေတုမေသာသာဂဝေရမိသေခဝရံသမာဓိယာမိသာမေတုမေသာသာဂဝေရမိသေခဝရံသမာဓိယာမိဘုဒ္ဓဝါဒဝေရမိသေခဝရံသမာဓိယာမိဘုဒ္ဓဝါဒဝေရမိသေခဝရံသမာဓိယာမိသုရမေရိယမစ္ဆပမဒဌာနဝေရမိသေခဝရံသမာဓိယာမိတိတရဏေနသဟပိစင်္ဂကရုဏမနေသသီလဓမ္မသာရုကံကတဝအပမဒိနအပ္ပဒိထာသာသနာတော်နှစ်2552ခုနှစ်ကောဇာတက္ကရာ1980ပြည့်နှစ်တပုရဒဇန်ဆယေမန္တလေးမြို့မဟာအောင်မြေရဏစေကျောင်းဝိုင်းကျရဏလူငယ်မျိုးဝရဒေသနာတော်ကျမ်းပွားရေးအဖွဲ့နှစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်ဖြစ်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်မန္တလေးမြို့မဟာအောင်မြေမြို့နယ်မိဘဘုရားများအာလီစု၍ဖခင်ကြီးဦးလေးခေအားအမှုထားဖြင့်မန္တလေးစေရွှေမန်းနယ်အထီဆိုင်ဦးဝင်းမြင့်ထေကျော်ခင်မမတမီမကေခိုင်ထေခိတ္တဂျပန်မတုတုထေမယီမွန်ထေမိသားစုတို့၏အမတဒါနဓမ္မဒါနဖြစ်ဖြစ်ဟောကြားအပ်သောစိတ်၏အတွေ့အကြုံတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရှင်ဘုရားလည်းရှင်ရှင်တော်မြတ်ဗျာ၏မဟာကရုဏာတော်အာယုပြုကတည်ကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပဏာမအာတိတဂါထာကိုယစုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကမဂောတိဟိပြပမေယံကာလံကရောတောတိဒုက္ခရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကသတတ္တာယောနာထောဝိနိယပြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဝါရိတ္တတင်္ချာတို့ဖြင့်တော်လဲအပ္ပမေယံရိတ္တတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်ဒီကဝါရှိကြသောကာလပတ်တော်လောကဣဒယတတလောကဤအကျိုးစီးပွားအလောကအတိဒုက္ခမတိဥ္စာတချစ်တဲ့အိမ်မှာမိတ္တကြီးမှသမိတာနဲ့တထာဇနီဆဉ္ဉ္ကြီးဟုကျတိထဝေငါးကအစုအလုံးခဲရသောအမှုလုံးကိုကရုဏာဘယဖြစ်ရည်တန်ပြုကိုအထုတော်မူရသည်ဖြစ်၍ခေရလက်ချင်းရလုံးအသက်ဆုံးရဲ့နှလုံးစေဝံကိုရောဤပြမခြင်းသောကတောဝဒနာတိဗ္ဗများစွာရောက်တော်မူခဲ့ရအရှာလေးသည်မဟာကရုဏီကတတ္တဝါများယဝေသားကဲ့သို့တနာချင်းကဲမဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိရိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းစိတ်အတွေ့အကြုံလို့ဆိုတော့
ကောင်းစဉ်ကိုကြည့်လိုက်လို့ရှိရင်စိတ်နဲ့အတွေးဆိုတာဆောင်ရွက်မှုချင်းမတူဘူးစိတ်ကတခြားအတွေးကတခြားဆိုတဲ့အတိတ်တွေရစိတ်ကအတွေးလို့စိတ်အတွေးလို့ပြောလိုက်တာနဲ့တပြိုင်နက်လောကလူတွေကထင်နေကြတာစိတ်နဲ့တွေးတာနဲ့တူတူပဲလို့ဒီလိုအောက်မေ့နေကြတယ်တော့စိတ်အတွေးများလို့အဘိဓမ္မာသဘောကိုသိချကြည့်မယ်ဆိုလို့ရှိရင်အာယုံကိုသိတတ်တဲ့စိတ်ကလေးကတစ်မျိုးထိုစိတ်မှာမိတွယ်ပြီးတော့ဖြစ်ပေါ်လာတဲ့စေတနာဆိုတဲ့သဘာဝတရားတွေကတစ်မျိုးလို့စိတ်စေတသိက်တစ်မျိုးခွဲခြားပြီးတော့ပြောတဲ့အခါမှာစိတ်ရဲ့အတွေးဆိုတဲ့စကားလုံးထဲမှာအတွေးဆိုတာစေတသိက်တစ်ခုရဲ့နာမည်ပဲလို့ဒီလိုအောင်ရမှတ်ရမယ်နော်အဲ့တော့စိတ်ရဲ့အတွေးလို့ဆိုတာဟာစိတ်ကဆောင်ရွက်တာတော့မဟုတ်ဘူးစိတ်ရဲ့အတွေးဆိုတာအလုံးဘုရားဘာသာဝင်သူတော်စင်တွေကတော့အတွေးဆိုတဲ့စကားလုံးကိုပါဠိဘာသာအားဖြင့်အနည်းဆုံးပြောရင်ဝိတက်ရတာဝိတက်တရားနေလို့အိပ်မပြောဘူးနဲ့လူကြီးတွေပြောတော့ကြားမှုကြလိုက်တယ်နော်ဝိတက်ဆိုတာအတွေးကိုပြောတယ်နောက်မဂ္ဂင်၈ပါးထဲမှာကြည့်လိုက်မယ်ဆိုရင်လည်းသမ္မာသင်္ကပ္ပဆိုတဲ့နာမည်နဲ့ခေါ်ထားတာရှိတယ်မှန်ကန်စွာတွေးတောဆင်ခြင်မှုမှန်ကန်စွာတွေးတောခြင်းဆိုတဲ့သမ္မာသင်္ကပ္ပဆိုတာပါအဲ့တော့သင်္ကပ္ပဆိုတာနဲ့ဝိတက်ဆိုတာနဲ့ဟာစကားလုံးချင်းမတူပေမဲ့လို့သဘာဝတရားတစ်ခုတည်းကိုဖော်ပြတာချင်းတူတူပဲဝိတက်ကိုပြောတာအဲ့တော့ဘုန်းကြီးတို့တွေရဲ့စိတ်မှာအတွေးတွေရှိတယ်လို့စိတ်ကတခြားအတွေးကတခြားဒီလိုခွဲခြားပြီးသိဖို့လိုတယ်နော်မှန်ပါဗျာအဲ့ဒီကြတော့စိတ်ကိုဖြူစင်အောင်လုပ်တဲ့အခါမှာတချို့အတွေးတွေကိုထိန်းချုပ်ပေးဖို့လိုအပ်တယ်တချို့အတွေးတွေကိုအားကောင်းအောင်လုပ်ပေးဖို့လိုအပ်တယ်စိတ်တိုင်းမှာတွေးတာမဟုတ်ဘူးဆိုတဲ့အတိတ်ကိုလည်းဖော်ပြအတွေးမဲ့စိတ်လို့ပြောလို့ရှိရင်လူတွေကရုပ်ရဲ့လက်ခံမှာလက်ခံတယ်ဟိုစိတ်ဆိုတာတွေးတတ်တာပေါ့မတွေးတတ်တဲ့စိတ်ရလို့မရှိဘူးလို့ဒီလိုထင်ကောင်းထင်နိုင်မယ်နော်သို့တော့အတွေးမဲ့စိတ်ဆိုတာအဘိဓမ္မာမှာရှိတယ်စာပေလိုပြောရင်အဝိတကစိတ်အဝိတကဆိုတာအတွေးမပါတဲ့စိတ်အဲ့ဒီအတွေးမပါတဲ့စိတ်ကိုထပ်ပြီးနှမျိုးခွဲတဲ့အခါမှာတဘာဝအဝိတကပင်ကိုကအတွေးမဲ့တဲ့စိတ်မျိုးတစ်ခုဘာဝနာဗလအဝိတကကျင့်ဆောင်တဲ့ဘာဝနာစွမ်းအားကြောင့်အတွေးမဲ့သွားတဲ့စိတ်ကတစ်မျိုးလို့ဟောအတွေးမဲ့စိတ်ဆိုတာရှိသေးတယ်နော်မှန်ပါဗျာစိတ်တိုင်းတွေးတယ်လို့မထင်နဲ့မတွေးဘဲနဲ့ငြိမ်းနေတဲ့စိတ်မျိုးကလည်းရှိသေးတယ်နော်အဲ့တော့အဘိဓမ္မာတော်အရာပြောမယ်ဆိုရင်တွေးတောတဲ့စိတ်ဟာတွေးတောမှုနဲ့ရှင်တွဲပြီးတော့ဖြစ်ပေါ်တဲ့စိတ်ဟာ55မျိုးပဲရှိတယ်သေယုတ်တွေကိုတော့မပြောတော့ပါဘူး55မျိုးရှိတယ်အတွေးမဲ့စိတ်က66မျိုးရှိတယ်ဟုတ်ကဲ့အတွေးနဲ့စိတ်က55အတွေးမဲ့စိတ်က66အတွေးမဲ့စိတ်က66အဲ့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်စိတ်121ဆိုတဲ့ခဏကိုရမယ်နော်အဲ့တော့လောကကြီးမှာစိတ်တိုင်းမှာတွေးနေတာအတွေးမဲ့စိတ်ဆိုတာကိုဘာသာလဲကလက်ခံဘုရားမြတ်စွာဘုရားတော်ခါကာလတော့ကဘုရားမြတ်စွာနဲ့တခိတ်သေးပေါ်တဲ့နိကန္ထနာတဗုဒ္ဓဆိုတဲ့ဆရာကြီးရှိတယ်ဒီကနေ့ခေတ်အိန္ဒိယမှာတော့ခြေဝါဒလို့ခေါ်တယ်နော်
ချိန်ဝါဒဒီကနေ့အိန္ဒိယနိုင်ငံမှာထွန်းကားနေစေဖြစ်တဲ့ဘာသာတရားတစ်ခုသူတို့စာပေအရဆိုရင်တော့မဟာဝီရဝဋ္ဌမာနမဟာဝီရသူနာမည်ကပါဠိစာပေအရကျတော့နိခန္ဓနာတဗုဒ္ဓလို့ဒီလိုခေါ်တယ်အဲ့ဒီနိခန္ဓနာတဗုဒ္ဓကအတွေးမဲ့စိတ်ဆိုတာကိုလက်ခံစိတ်မှရင်အတွေးရှိတယ်လို့လက်ခံတခါတော့ကဘုရားမြတ်စွာရဲ့ဥပဒကတဥဖြစ်တဲ့စိတ်ဓာတ်သူကျွေစိတ်ဓာတ်သူကျွေဆိုတာလူတော်လူဝကြောင့်ပဲသို့တော်လည်းပဲတရားဓမ္မနဲ့ပတ်သက်ပြီးတော့တရားကောင်းကောင်းဟောတတ်တယ်ဟောပြောကောင်းတယ်ပฏิပန်ဉာဏ်ရှိတယ်အဲ့ဒီစိတ်ဓာတ်သူကျွေဟာနိဂန္ဓနာတဗုဒ္ဓနဲ့တွေ့တဲ့အခါကျတော့နိဂန္ဓနာတဗုဒ္ဓကမေးတယ်ဂေါတမဘုရားကအတွေးမဲ့စိတ်အဝိတကအဝိတာသာရသမာဓိအတွေးမပါတဲ့သမာဓိရှိတယ်လို့ဂေါတမဘုရားဟောတယ်တဲ့အတွေးမဲ့စိတ်ဆိုတာဟောတယ်စိတ်ဆိုတာအတွေးနဲ့မှဖြစ်တဲ့အတွေးမပါတဲ့စိတ်ဆိုတာမရှိနိုင်ဘူးဘယ်နဲ့လဲစိတ်ဓာတ်သူကျွေးတခါကြီးရောအတွေးမဲ့စိတ်ဆိုတာအတွေးမဲ့သမာဓိဆိုတာကိုယုံကြည်ရလားလို့ဆိုတော့သူမေးလိုက်တဲ့စကားကိုသိကြကြည့်ယုံရလားလို့မေးတာနော်ယုံကြည်ရလားလို့မေးတဲ့အခါကျတော့စိတ်ဓာတ်သူကျွေးကပြောလို့ဆိုအတွေးမဲ့စိတ်ရှိတယ်ဆိုတာသူမယုံပါဘူးတဲ့အဲ့ဒါမယုံပါဘူးလို့ပြောတဲ့အခါကျတော့နိဂန္ဓနာတဗုဒ္ဓကကောင်းလေးမော့ခါလေးကော့ပြီးတော့မပြောတော့ဆိုကြည့်ဂေါတမရဲ့တပည့်သားဖြစ်တဲ့ဟောဒီစိတ်ဓာတ်သူကျွေကတော့မှအတွေးမဲ့စိတ်ဆိုတာလက်မခံဘူးသူမယုံဘူးလို့ပြောနေတယ်သူကြောက်အောင်ပြောလိုက်သူစကားမှန်တယ်ပေါ့အဲ့ဒီအခါမှာစိတ်ဓာတ်သူကျွေကဘာရှင်းပြလို့ဆိုလို့ရှိရင်သူကိုယ်တိုင်ဟာတဲ့ဒုတိယဇန်တတိယဇန်သုခဇန်ဆိုတဲ့တမထကျင့်စဉ်တွေကိုကျင့်ပြီးတော့ဒီဇန်တွေကိုရရှိထားလို့ဒီတမာရီမျိုးတွေသူကိုယ်တိုင်အကျဉ်းချင်းရောက်ရှိရရှိခံစားထားတာဖြစ်တယ်။ဒါကြောင့်မို့လို့အတွေးမဲ့တမာတိအတွေးမဲ့စိတ်ဆိုတာသူကိုယ်တိုင်သိတယ်လို့သူကပြောတာယုံတာမဟုတ်ဘူးသူကိုယ်တိုင်သိတာဟုတ်ကဲ့သူမယုံဘူးဆိုတာသူကိုယ်တိုင်သိတယ်။ကဲလောကမှာလူတွေကကိုယ်ကိုယ်တိုင်မသိရင်သူပြောနဲ့လက်မခံရဘူးလား။ကိုသိတာမဟုတ်ဘူး။ကိုသိတာမဟုတ်ဘူးတော့စာထဲမှာပါတယ်လို့ဘယ်သူကပြောတာလို့ဟောဒါနဲ့ပဲလက်ခံရတယ်လေ။အဲ့တော့စိတ်ဓာတ်သူပြန်ပြောတယ်သူမယုံဘူးဆိုတာတဲ့အတွင်းမဲ့စိတ်အတွင်းမဲ့တမာတိရှိတယ်ဆိုတာသူကိုယ်တိုင်အချင်းချင်းရရှိဘူးလို့ကိုယ်တိုင်သိတာဒါကြောင့်မယုံဘူးပြောတာပါလို့ဆိုတော့နိဂန္ဓနာတဗုဒ္ဓအဲ့ဒီမှာခြေစမ်းပါလို့စိတ်ဓာတ်သူတရားအလုံးကောက်ချစ်တယ်ဆိုပြီးတော့ဘာဖြစ်လဲလို့ဆိုတော့သူစကားကိုလက်ခံတယ်လို့ထင်သွားတာဟိုသူမျက်စိလဲသွားတာစိတ်ဓာတ်သူတရားအလုံးကောက်ချစ်တယ်ငါကတော့မယုံဘူးပြောပြီးတော့အခုကျတော့သူကိုယ်တိုင်သိတယ်လို့ပြောပြန်တယ်အဲ့ဒီတော့စိတ်ဓာတ်သူတွေကသူ့ကိုစိန်ခေါ်တယ် challenge လုပ်တယ်ပေါ့အခုပဲဆိုကဲယုံနာနဲ့သိတာတူသလားမတူဘူးလားတူယုံနာဆိုတာကိုမသိပဲနဲ့သူပြောကိုပြောလက်ခံရတာယုံနာကိုယ်တိုင်သိတာကျတော့ယုံနာမဟုတ်တော့ဘူးလေယုံတဲ့အဆင့်ကိုလွန်သွားပြီဒါကြောင့်ကိုယ်တိုင်သိတာဆိုတော့နိဂန္ဓနာတဗုဒ္ဓဘာမှမဖြေရှင်းနိုင်ပဲနောက်ဆုံးရှုံးပေးလိုက်ရတဲ့အခါတန်ရုပ်ထဲမှာဒီလိုရေးထားတာရှိတယ်နော်အဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့တရားကျင့်နေတယ်ဆိုပြိဿတို့အတွင်းနဲ့စိတ်ရှိတယ်လို့အတွင်းပဲစိတ်တွေလည်းရှိတယ်ဆိုတာကိုမှတ်ထားမှာပေါ့နော်အဲ့ဒီအတွင်းကိုဖြောင်းနိုင်ရဘုန်းကြီးတို့တွေတွေးတဲ့နာရှိတယ်လို့မတွေးတဲ့နာတွေလည်းရှိတယ်ဒါကြောင့်မို့လို့စိတ်ရဲ့အတွင်းများဆိုတာကိုလေ့လာဖို့လိုတယ်
လူတိုင်းကတွေးမှုကြတာကြီးပဲမတွေးတဲ့လူတွေလို့တရားမှမရှိဘူး။တာမန်အားဖြင့်အတွေးမဲ့စိတ်ဒီ10ခုပဲရှိတယ်။အဲ့ဒီ10ခုကဘာလို့ဆိုရင်မျက်စိကမြင်လို့သိတဲ့စိတ်နားကကြားပြီးတော့သိတဲ့စိတ်အဲ့ဒါနဲ့အားနေပြီးနှာခေါင်းကနားပြီးတော့သိတဲ့စိတ်တရားကလျက်ပြီးတော့သိတဲ့စိတ်ခန္ဓာကကိုယ်ကထိပြီးတော့သိတဲ့စိတ်အဲ့ဒီစိတ်ဟာ10မျိုးရှိတယ်မျက်စိကမြင်ပြီးတော့သိတဲ့စိတ်က2မျိုးရှိတယ်နားကကြားပြီးသိတာက2မျိုးရှိတယ်နှာခေါင်းကအနံ့ရပြီးသိတာတရားကအရသာတွေ့ပြီးသိတာခန္ဓာကိုယ်ကထိပြီးသိတာ2မျိုးစီဆိုတော့ငါနဲ့ဒီဆိုတော့ပြောရတော့အဲ့ဒါကအတွေးမဲ့စိတ်တွေးပါလို့အဲ့ဒီစိတ်ကျန်တဲ့စိတ်တွေကတော့အတွေးနဲ့စိတ်တွေကြည့်တယ်ကဲတွေးရင်ကောင်းသလားမကောင်းတဲ့အတွေးတွေကိုဒီတရားနာပြီးတဲ့အခါကျတော့မကောင်းတဲ့အတွေးတွေကိုဘယ်လိုဖြောက်ရမလဲဆိုတာမြတ်စွာဘုရားကဝိတက်ကတန်ထာနာတုတ်မှာဟောထားတာအလုံးမသားစရာကောင်းပါဘုရားမြတ်စွာကိုယ်တော်ကလူတွေရဲ့စိတ်တွေရဲ့လူစိတ်ရဲ့အတွေးများကိုအလေးထားပြီးတော့ဟောကြားခဲ့တယ်ဟောဒီအတွေးဆိုတာမှန်ကန်စွာတွေးတတ်လို့ရှိရင်မဲ့ခင်ရှင်ပါတဲ့မှာနာမသင်္ကပ္ပမှန်ကန်သောအတွေးဆိုတာရှိတယ်အဲ့ဒီမှန်ကန်သောအတွေးဒီနိဗ္ဗာန်ရဖို့အတွက်လမ်းကြောင်းတစ်ခုပဲဟုတ်ကဲ့လားနိဗ္ဗာန်ရဖို့လမ်းကြောင်းတစ်ခုအဲ့ဒါနဲ့ဆန့်ကျင်တဲ့မှန်မှန်ရင်တွေးတဲ့အတွေးကြအပိုင်ငရဲကြစေရတဲ့အတွေးမျိုးဖြစ်တယ်ဒါကြောင့်ဘုန်းကြီးတို့တွေမှန်ကန်တဲ့အတွေးနဲ့မှားရတဲ့အတွေးဒီနှစ်ခုကိုခွဲခြားထားလို့မှန်ကန်တဲ့အတွေးကိုမိမိရဲ့စိတ်ထဲမှာထူထောင်ပေးပြီးတော့မှားရတဲ့အတွေးကိုဖယ်ရှားပြဖို့ပေါ့အဲ့တော့မှားရတဲ့အတွေးဆိုတာအားလဲမှားရတဲ့အတွေးဆိုတာအပြစ်ရှိတဲ့အတွေးနောက်ဆင်းရဲတဲ့အကျိုးကိုထုတ်လုပ်တတ်တဲ့အတွေ့ဟာမှားနေတဲ့အတွေ့အပြစ်ရှိတဲ့ဆင်းရဲတဲ့အကျိုးကိုတွေ့တတ်တယ်အဲ့ဒီအတွေ့မျိုးဒီမှားရတဲ့အတွေ့မှန်ကန်တဲ့အတွေ့ဆိုတာအပြစ်ကင်းတဲ့ကောင်းကျိုးချမ်းသာတွေကိုပြီးရတယ်လူစိတ်ထဲမှာဖြစ်ထားတဲ့အတွေ့နှစ်မျိုးဟာကွဲပြားခြားနားမှုရှိတယ်အဲ့တော့ဘုန်းကြီးတို့တရားချက်ကသူတော်တွေပြိတ္တတို့ဒါလေးကိုသိထားလို့ချင်းမှားယွင်းတဲ့အတွေ့တွေးမလားမှန်ကန်တဲ့အတွေ့တွေးမလားမှန်ကန်တဲ့အတွေ့တွေးပါဗျာဟုတ်မှန်ကန်တဲ့အတွေ့ကိုတွေးရတယ်လေကဲမှန်ကန်တဲ့အတွေ့ကိုပြောတော့မယ်ဆိုရင်မှားယွင်းတဲ့အတွေ့ကိုအရင်ပြောရဘာဖြစ်လို့လဲဆိုရင်မမှားဖို့ကအမှန်လို့ဖို့တဲ့ပုံအရေးကြီးတယ်ရသော်ဘုရားကလမ်းညွှန်တဲ့အခါမှာမလိုက်ရမယ့်လမ်းကိုအရင်ညွှန်တယ်လိုက်ရမယ့်လမ်းကိုနောက်ညွှန်ဒါလည်းပဲသိပြီးတော့ reasonable ဖြစ်တဲ့တဘာဝကျဘာဖြစ်လို့လဲဆိုတော့မလိုက်ရမယ့်လမ်းကိုအရင်ညွှန်ဖို့ကပို့ပြီးတော့အရေးကြီးတာကမလိုက်ရမယ့်လမ်းကိုလိုက်လို့ရှိရင်ဒုက္ခအကြီးကျယ်ရောက်မှာဟောလိုက်ရမယ့်လမ်းကိုမလိုက်လို့ရှိရင်အစင်မပြေရုံပဲရှိမယ်ဒုက္ခကြီးခုနတော့မရောက်နိုင်ဘူးဒါကြောင့်မင်္ဂလာတော်မှာကြည့်လေအတေဝနာသဘာဝနာပဏိတမေသတေဝနာမပေါင်းရဘူးဆိုတာကိုအရင်ပြောတယ်ပြီးတော့မှပေါင်းရမယ်ဆိုတာကိုပြောတယ်မပေါင်းလို့ရတာပိုအရေးကြီးဆိုတော့အစာအာဟာရတစ်ခုမှာအစာတစ်ခုကအစိတ်ရှိနေတယ်အစာတစ်ခုကအစိတ်မရှိဘူးသို့တော့ခန္ဓာကိုယ်ကိုအကျိုးမပြုဘူးအဲ့ဒီနှစ်ခုမသိလို့စားမဲ့ပုဂ္ဂိုလ်ဘယ်ဟာကိုအရင်တားဖို့လိုအပ်တယ်လဲစိတ်ရှိတဲ့အစာကိုမစားမိဖို့ဆိုတာဒါကိုရေးကြည့်တယ်ခန္ဓာကအစိတ်မရှိတဲ့အစာကအကျိုးမပြုရုံပဲမပြုမှာဒုက္ခရောက်မသွားနိုင်ဘူးအစိတ်နဲ့
စိတ်ရှိတဲ့အစာကိုစားပြီးရင်ချက်ချင်းဒုက္ခရောက်သွားနိုင်သောကြောင့်မလုပ်ရမယ့်ဟာကိုအရင်ပြောရတယ်ဒါအရေးကြီးလုပ်ရမယ့်ဟာကိုနောက်မှပြောဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့နိလန့်နဲ့လည်းမတွေးရမယ့်အတွေးတွေကပါရီပါလေဆိုတာစဉ်းစားကြည့်ရအောင်သံဒုပ္ပတ္တဟိတလောဘနဲ့တွေးတဲ့အတွေးတွေလောဘနဲ့တွေးတဲ့အတွေးတွေမှန်သမျှကောင်းတဲ့အတွေးမဖြစ်လာဘူးလူတွေကတော့ထင်ကောင်းထင်မယ်လူဆိုတာလောဘတော့ရှိတာကောလောဘနဲ့တွေးလို့ရှိရင်ကောင်းကျိုးချမ်းသာတွေရနေတယ်လို့ဒီလိုစိတ်ထင်ကောင်းထင်လို့သို့တော့လောဘနဲ့တွေးတဲ့အတွေးတွေကောင်းကျိုးချမ်းသာပေးတာတဲ့အဆိုးပေးတာပုံများတယ်အဲ့ဒီလောဘနဲ့တွေးတဲ့အတွေးကိုစာပေလိုပြောရင်ကာမဝိတ္တလို့ခေါ်တယ်ကာမဝိတ္တဆိုတာကာမဆိုတာလိုချင်စရာအာယုန်တွေကာမထိုလိုချင်စရာအာယုန်တွေကိုလိုချင်တဲ့လောဘဆိုတာနဲ့ရှင်တွဲလာတဲ့အတွေးဒီမတွေးရမယ့်အတွေးလောကလူတွေကတော့ဒါအတွေးနေကြအတွေးဖြစ်ဟုတ်ကဲ့ကာမအာယုန်နဲ့ပတ်သက်တဲ့အတွေးဆိုတာလူလောကမှာဒါရိုးနေတဲ့အတွေးတစ်ခုဘယ်လိုဟာလဲလို့ဆိုရင်မျက်စိကတာရာကြည့်ခြင်းနဲ့နားကတာယာတဲ့အတန်လေးကိုနားထောင်ခြင်းနဲ့နှာခေါင်းကပွေးကြိုင်တာလေးကိုနမ်းရှုခြင်းနဲ့လျှာကအရသာရှိတာလေးကိုစားခြင်းနဲ့ခန္ဓာကိုယ်ကအထီးအတွေ့တာယာတဲ့အရာလေးကိုထိတွေ့ခြင်းနဲ့လို့ဟောဒီအတွေးလေးတွေတွေးနေတာကိုကာမဝိတ္တကာမအာယုန်နဲ့ပတ်သက်တဲ့အတွေးလေးတွေဒီအတွေးကအပြစ်ရှိတယ်လို့ပြောတယ်ဘာဖြစ်လို့အပြစ်ရှိတယ်လို့ပြောတော့ဆိုရင်ဟောဒီအတွေးတွေးနေတဲ့ပုဂ္ဂိုလ်ဒီအ ਨੇ ဆုံးအသိဉာဏ်မဖြစ်ပေါ်မှာနိုင်ဘူးဒါအ ਨੇ ဆုံးအပြစ်အုံနောက်မှာတရားပြောမယ်ဆိုရင်အုံနောက်မှာ block ဖြစ်သွားအသိဉာဏ်မလာနိုင်ဘူးအဲ့ဒီအတွေးတွေးလို့ရှိရင်မှန်ကန်တဲ့အသိဉာဏ်တစ်ခုမရနိုင်ဘူးဒါကြောင့်ကာမိသန္တာဆိုတာဒီကိုနိဝရဏလို့ခေါ်တယ်လောဘနဲ့ရှင်တွဲလာသည့်အတွက်ကြောင့်ဒီအတွေးဟာလည်းလောဘနဲ့ရှင်တွဲနေတဲ့အတွေးဖြစ်သည့်အတွက်ကြောင့်ကာမလောဘဆိုတဲ့သဘာဝတရားဟာနိဝရဏကောင်းတဲ့တရားတွေကိုမဖြစ်ပေါ်နိုင်အောင်ဆုပ်ပိတ်ပြီးတော့ထားရတယ်ဒါပေမဲ့ကဘူးပညာယဒုပ္ပရိကရဏောအသိပညာလေးအားနည်းသွားစေတတ်တယ်ဉာဏ်ပညာတွေကိုအပြော့သွားစေတယ်ဒီတွေးနေလို့ရှိရင်ဒါအ ਨੇ ဆုံးအဖြစ်ပဲဟုတ်ကဲ့အသိပညာရဖို့ရကအမှန်တမ်းအရေးကြီးတယ်အသိပညာမရနိုင်အောင်ဟောဒီလောဘကအာပြော့သွားစေတာမို့သူ့ကိုနိဝရဏအဲ့ဒီလောဘနဲ့တွေးလာတဲ့ရှင်းလာတဲ့အတွေးဟာလည်းပဲအသိဉာဏ်ကိုအာပြော့စေတာပဲဒါကြောင့်မို့လို့ကာမဝိတ္တလို့ဆိုတဲ့လောဘနဲ့ရှင်တွဲလာတဲ့အတွေးဒီမတွေးရမယ့်အတွေးပါဒီအတွေးကိုမထိန်ချုပ်နိုင်ဘူးဆိုရင်မဖြစ်နိုင်တော့မထိန်ချုပ်နိုင်လို့ရှိရင်ထိုလောဘကြီးကြီးထွားလာပြီးတဲ့အခါကျတော့နောက်ဆုံးမှာရာဇဝမှုတွေကျူးလွန်လာသည့်အထိကိုယ်ပစ္စည်းတွေမကသူများပစ္စည်းပါလိုချင်တယ်ဆိုတာထိအောင်ဖြစ်လာနိုင်တယ်လောကမှာဒီလိုချင်တဲ့လောဘတွေကအတွေးကြောင့်ရှင်သန်ထွားတိုင်းလာတာဖြစ်တယ်တွေးပြီးလေပိုးလိုချင်လာနေတယ်ပဲဟုတ်ကဲ့စဉ်းစားလေလောဘကအရှိန်တက်လေစဉ်းစားလေလောဘအရှိန်တက်လာနေတယ်ဒါကြောင့်ဒီအတွေးခြင်းဒီအဝိဇ္ဇအပြစ်ရှိတဲ့ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးတွေကိုပေးဒုက္ခလို့ဆိုတဲ့နေရာမှာပြဿနာတွေခက်ခဲတွေကြုံရတဲ့ဓာတ်ဆိုလိုတာနော်အဲ့ဒါတွေကိုဖြစ်ပေါ်စေနိုင်တယ်ဒါကာမဝိတ္တလို့ခေါ်တယ်စာပေကလောဘနဲ့ရှင်တွဲလာတဲ့အတွေးမျိုးဟာမတွေးလိုက်တဲ့အတွေးတစ်ခုတဲ့ဒါတစ်ခုမှတ်တာလောဘနဲ့ပတ်သက်လာလို့ရှိရင်ပစ္စည်းလိုချင်မှုပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးခင်မင်မှုစသဖြင့်
လောဘနဲ့ရှင်တွဲလာတဲ့အတွေးမှန်သမျှဒီကောင်းကျိုးချမ်းသာတဲ့ဆင်းရဲဒုက္ခအကျိုးပေးတယ်နောက်တစ်ခုမတွေးတဲ့အတွေးကဘာလို့ဆိုရင်ဇာဘာဒဝိတက်ဒေါတုပတ္တန်ဟိတဒေါသနဲ့ရှင်တွဲလာတဲ့အတွေးကဲရချက်ကြရတဲ့ပြိတ္တတွေကိုယ့်အကိုစဉ်းစားကြည့်စိတ်ဆိုးတဲ့အခါတွေးတဲ့အတွေးနဲ့စိတ်ကြီးနေတဲ့အခါတွေးတဲ့အတွေးတူရလားတူပါဘူးဗျာအေးဒေါသနဲ့တွေးနေတဲ့အတွေးတွေသူရဲ့စိတ်ကိုငြိမ်းချမ်းမှုကိုမပေးနိုင်တဲ့အပြင်တစ်ခါသားကိုရံလို့ဖို့ပဲတွေးနေတယ်ဟုတ်ကဲ့မှန်ပါဗျာကိုမကျေနပ်တဲ့ပုဂ္ဂိုလ်တရားကိုအမြဲတမ်းရံလို့ဖို့ပဲတွေးနေတယ်ဟောဒီတွေးမျိုးဟာကောင်းတဲ့အတွေးဘယ်လိုမှမဖြစ်နိုင်ဘူးအဲ့ဒီအတွေးကိုဇာဘာဒဝိတက်လို့ခေါ်ပါတယ်အာယုန်တစ်ခုတွေးမိတဲ့အခါမှာမကျေနပ်တယ်ဆိုတဲ့နေရာမှာပုဂ္ဂိုလ်ကိုမကျေနပ်တာကတစ်မျိုးတက်မဲ့ကိုမကျေနပ်တာကတစ်မျိုးရှိတယ်လူတွေရဲ့စိတ်ဟာအလွန်ဆန်းကျယ်တယ်တက်ရှိကိုမကျေနပ်တာဖြစ်တယ်လို့ပဲတက်မဲ့အပေါ်မှာလည်းမကျေနပ်ဖြစ်တတ်သေးတယ်နော်ဒါကြောင့်မို့လို့အာကာဒဝတ္ထု9မျိုးလို့ဆိုတဲ့အထက်မှာတက်မဲ့နဲ့ပတ်သက်ပြီးထည့်လိုက်လို့ရှိရင်10မျိုးဖြစ်သွားတယ်လူတွေရဲ့စိတ်ထဲမှာမချေမနှက်ဖြစ်ဖို့ရအတွေးဒေါသနဲ့ပတ်သက်လာလို့ရှိရင်စိတ်ထဲမှာဆွတ်မှတ်ပြီးတော့တေးထားတဲ့အတေးဘယ်နှခုရှိလို့9ခုရှိတယ်ဟောတက်ရှိတွေနဲ့ပတ်သက်လာရင်9ခုရှိတယ်9ခုကိုအလွယ်မှတ်ဖို့ရပြောမယ်ဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်အောင်မှာပဲဟောဒေါသနဲ့တွေးတဲ့အတွေးကအဲ့လိုက်တွေးတာနော်ဒီလူဟာငါရဲ့အကျိုးမဲ့ကိုအရင်ကလည်းလုပ်ခဲ့တယ်ငါအကျိုးမဲ့ပျက်စီးအောင်အရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်အောင်မှာပဲမကြည်မနှံ့နေဖြစ်တယ်ဒါကတော့ခုဖြစ်သွားငါနဲ့ခင်မင်တဲ့ပုဂ္ဂိုလ်ရဲ့ပျက်စီးနေတာဆုံးရှုံးမှုကိုအကျိုးမဲ့တွေကိုအရင်ကလည်းလုပ်ခဲ့တယ်အခုလည်းလုပ်နေတယ်နောက်လည်းလုပ်အောင်ပါပဲဒါကတော့ခုငါနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုမြောက်ပင်ပေးပြီးကောင်းကျိုးချမ်းသာတွေရအောင်ဒီလူကကူညီနေတယ်အရင်ကလည်းကူညီခဲ့တယ်အခုလည်းကူညီနေတယ်ပဲနောက်လည်းကူညီအောင်ပါပဲဟောအလုံးပေါင်းလိုက်တော့ဘယ်လိုဖြစ်လဲဟုတ်ပါဘူးဟောဒေါသနဲ့တွေးတဲ့အတွေးဒီအဲ့ဒီဘက်ကိုခြေပြုတ်သွားခြေတည်သွားတယ်လူလောကမှာဒါတော့မြင်ရကိုယ်ကအတွေ့အကြုံရှိကြပြီးသားတွေပုထုဇဉ်တွေမှာဆိုအတွေ့အကြုံရှိနော်အဲ့ဒီအတွေးတွေကဒေါသနဲ့ပတ်သက်တဲ့အတွေးတွေဒါကိုအာဂတဝတ္ထု9မျိုးလို့ခေါ်တယ်နောက်တစ်ခုတတ်မဲ့နဲ့ပတ်သက်တာကြတော့ဘာလို့ဆိုကြည့်တချို့လူတွေကခလုတ်တိုက်လို့ရှိရင်အဲ့ဒီခလုတ်စိတ်ဆိုးတယ်နေပူလို့ရှိရင်လည်းနေပူရမလားစိတ်ဆိုးတယ်လေတိုက်ရင်လည်းတိုက်ရမလားစိတ်ဆိုးတယ်မီးပူရင်လည်းပူရမလားစိတ်ဆိုးတယ်စိတ်တူတဲ့လူကမြင်မြင်တရားစိတ်တူနေတာဟုတ်ကဲ့ဒေါသနဲ့ပတ်သက်လာတဲ့အတွေးဘုန်းကြီးတို့စီမှာတခါကြီးတယောက်စိတ်တူပုံလေးကိုပြောပြဘယ်လိုစိတ်တူလဲဒီတရားဝိမြေရိုးစံတက်ဖို့ဆိုတာရွက်လေးတစ်စင်းနဲ့တရားဝိမြေရိုးစံတက်ဖို့ဆိုတာလေလာမှရွက်ကထွက်လို့ရလေငိမ့်နေတဲ့အခါကျတော့ရေစီးကလည်းတန်တော့လေကိုလှော်ပြီးတော့မသွားနိုင်တော့မလုပ်လို့ဆိုကုန်းပေါ်ဆင်းပြီးလေကိုကျိုးနဲ့ချီပြီးတော့ခါကိုကျိုးနဲ့ချီလမ်းလျှောက်ပြီးလေကိုဆွဲရအဲ့ဒါလိုဆန်တက်ရတယ်အဲ့ဒီပင်ပင်ပန်းပန်းနဲ့တရားရည်ကြီးကောက်ကွေးကိုဆန်တက်လာလိုက်တာလေလေးကတဖြူးဖြူးနဲ့ရွာနာရောက်မှတိုက်လာညှော်လိုက်တဲ့လေတလောင်းလုံးပင်ပင်ပန်းပန်းကျိုးနဲ့ဆွဲပြီးတော့တက်လာခဲ့ရတာလေကြီးရွာနာရောက်တဲ့အခါကျတော့လေလာတော့ကဲ
ဒီခုမှတိုက်ရကောင်းလားလို့ဆိုပြီးတော့ရွက်ထူပြီးတော့ရွာကြော်ပြီးရွက်လွင်သွားတယ်အဲ့ဒါရွာကြော်ရွက်နှင်းဆိုတာအဲ့ဒါပြောတယ်နော်သူစိတ်တို့ကကြီးရွာရောက်နေပြီလေမနေနိုင်ဘူးလေကိုစိတ်ဆိုးလို့တယ်အဲ့ဒါရွက်လွင်ပြီးတော့ရှေ့ကြော်တက်သွားဒါလည်းမကောင်းဘူးဒကာကြီးပြောက်ကသူကမန္တဆင်တယ်မန္တဆင်တဲ့အခါမှာတပေါင်းတကူဆိုတော့လေကမြူးတတ်တာအေးမန္တဆိုတာရင်တော့စက်ကူလေးတွေကတ်နဲ့လောက်ရတာဆိုတော့လေတိုက်တယ်ဆိုရင်စက်ကူကလည်းလောလောလေးလွတ်တတ်တာဟုတ်မန္တဆင်းနေတဲ့အချိန်မှာတော်လေးကြဖိထားလိုက်လေကတိုက်လွတ်သွားလိုက်ဖိထားလိုက်လေကတွဲလွတ်သွားလိုက်ကျတော့စိတ်တူလို့အနာနာရှိတဲ့ဓမ္မနဲ့ထားပြီးလေကိုခုတ်တယ်စိတ်တူကိုပြောအဲ့ဒါကိုအထာနာကောမလို့ခေါ်တယ်ကြောင်းမဟုတ်တဲ့အရာမဟုတ်တဲ့နေရာစိတ်တူတာဟောဗျာပါဒဝိတ္တဆိုတာအဲ့ဒါမျိုးဖြစ်စေတာနော်ဗျာပါဒဝိတ္တအဲ့ဒီအတွေ့အကြုံကလည်းမတွေးတဲ့ဟာပဲနောက်တစ်ခုကဝိဟိတဝိတ္တဆိုတာသူတော်ဘာတွေကိုမြင်စေဖို့တပ်ဖြတ်ဖို့အကျိုးမဲ့ဖြစ်အောင်လုပ်ဖို့သူတော်ဘာဒုက္ခရောက်အောင်လုပ်ဖို့ဆိုတဲ့အတွေ့အကြုံခုခေတ်စကားနဲ့ပြောရဲဆိုတာအချော်နဲ့မှလို့တွေးတာပေါ့နော်သူများဒုက္ခရောက်အောင်တွေးတဲ့အတွေ့အမျိုးတွေကိုဝိဟိတဝိတ္တလို့ခေါ်တယ်အဲ့ဒီအတွေ့အမျိုးဟာလည်းမတွေးတဲ့အတွေ့တွေပဲကဲစိတ်ရဲ့အတွေ့တွေမှာဒီလိုအတွေ့အမျိုးတွေမရှိဘူးလားရှိပါရဲ့ဗျာဒါမတွေးတဲ့အပြစ်ရှိတဲ့အတွေ့တဲ့ဆင်းရဲဒုက္ခကိုပေးတတ်တဲ့အတွေ့ဒီအတွေ့တွေးလို့ရှိရင်တွေးသူကိုယ်တိုင်လည်းဒုက္ခရောက်တယ်သူနဲ့ပတ်သက်လာတဲ့ပုဂ္ဂိုလ်လည်းဒုက္ခရောက်တယ်ကောင်းကျိုးချမ်းသာရဖို့အကြောင်းမရှိဘူးဒါကြောင့်မို့ဒီအတွေ့တွေကိုမိစ္ဆာဝိတ္တလို့ခေါ်တာပေါ့ဒါပြင်အဲ့ဒီအတွေးတွေကိုဖယ်ရှားဖို့ရတဲ့တွေးတဲ့အတွေးနဲ့အစားထိုးပေးရဘယ်ရပဲဖြစ်ဖြစ်အစားထိုးเสียရှိရအစားထိုးရမှောင်းနေရင်ဗာနဲ့အစားထိုးနဲ့အစားထိုးမှောင်းပြောခြင်းအလင်းနဲ့အစားထိုးအဲ့ဒါလိုပဲမိုင်းရတဲ့အတွေးတွေကိုမှန်ကန်တဲ့အတွေးနဲ့အစားထိုးပေးရမယ်ကာမဝိတ္တရဲ့စัจ jin ဘက်ကဘာလို့ဆိုနိခမ္မဝိတ္တဆိုတာကာမဂုဏ်အာယုန်တွေမျက်စိကမြင်ပြီးတော့လှရပါတာတွေကိုကြည့်ဖို့ဆိုတဲ့အတွေ့အကြုံနာကတာရတဲ့အတန်ကိုနားထောင်ဖို့ဆိုတဲ့အတွေ့အကြုံနှာခေါင်းကမွေးကြိုင်တာကိုမှနမ်းရှင်လို့တဲ့အတွေ့အကြုံလျှာလည်းပဲအရသာခံစားလို့တဲ့အတွေ့အကြုံခန္ဓာကိုယ်ကထိတွေ့လို့တဲ့အတွေ့အကြုံအဲ့ဒီအတွေ့မျိုးတွေဖယ်ရှားပြီးတရားနာသွားမယ်ဆိုတဲ့အတွေ့ဒါနကောင်းမှုပြုလုပ်မယ်ဆိုတဲ့အတွေ့သီလစောင့်မယ်ဆိုတဲ့အတွေ့ကမ္မထန်တရားအထုတ်မယ်ဆိုတဲ့အတွေ့လေးတွေတော့မရှိဘူးလားရှိပါတယ်ဗျာဒီမှာအတွေ့မတူဘူးနော်ဒီနေ့တော့ဇာလန်းကောင်းလို့ဇာလန်းပဲကြည့်မယ်တရားပွဲမသွားသေးဘူးဆိုတဲ့တွေ့ရလို့လည်းရှိမယ်ဟုတ်ကဲ့လားမှန်ပါဗျာဇာလန်းတော့ကောင်းမကြည့်တော့ဘူးဒီနေ့တရားပဲသွားလွယ်မယ်ဆိုတဲ့လူရောအဲ့လိုအတွေ့ရှိတဲ့လူရောမရှိဘူးရှိပါတယ်ဗျာအတွေ့ချင်းမတူဘူးနော်မှန်ပါဗျာအဲ့တော့တရားပွဲလာပြီးတရားနာတဲ့လူကအသိဉာဏ်တွေချက်ချင်းရသွားနိုင်ဘူးပေါ့ကောင်းပြီမှန်ကန်တဲ့အတွေ့အဲ့လိုအကျိုးပြုဒါကြောင့်မို့မှန်ကန်တဲ့အတွေ့ဟာကာမဂုဏ်အာယုန်တွေထဲမှာပျော်လို့တဲ့အတွေ့ပုံပဲကာမဂုဏ်အာယုန်တွေကိုမျက်စိမျက်နှာလွှဲပြီးတော့ကောင်းတဲ့အလုပ်တွေလုပ်မယ်ဆိုတဲ့အတွေ့မျိုးတွေးလာပြီးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာအနဝိဇ္ဇအပြစ်ကင်းလာယုံမကဒုက္ခဝိပါကချမ်းသာတဲ့အကျိုးတွေကိုဟောဒီအတွေ့ကထုတ်လုပ်ပေးနေတယ်ဒါကြောင့်မလို့နိက္ခမဝိတ္တကောင်းတဲ့အတွေ့တစ်ခုပဲနော်သူကဘာနဲ့ရှင်တွဲလာလို့ဆိုအလောဘဆိုတဲ့ဘာဝတရားနဲ့ရှင်တွဲအလောဘဆိုတာလောဘရဲ့စံကျင်ပဲလောဘကိုဖယ်ရှားပြနိုင်တဲ့ဘာဝတရားတစ်ခုအဲ့ဒီဘာဝတရားတစ်ခုမိမိစိတ်ထဲဝင်လာမယ်ဆိုရင်ဘာလို့စဉ်းစားတော့လူဖို့တန်ဖို့လေးစိတ်
စိတ်ကူးလာတယ်ကုညီခြင်းနဲ့စိတ်တွေဝင်လာတယ်ဟောမိမိပစ္စည်းကိုဆုံးလွတ်ခြင်းနဲ့အများနဲ့ share လုပ်ခြင်းနဲ့ဆိုရဟောကုသိုလ်စိတ်တွေဝင်လာ generosity လို့ခေါ်တာဟောအဲ့ဒါမျိုးပေါ်လာတယ်အဲ့ဒါကနိက္ခမဝိတ္တနောက်ထပ်တွေးရမယ့်အတွေးတစ်ခုကမှန်ကန်တဲ့အတွေးတစ်ခုကဘာလို့ဆိုရင်အပြာပါဒဝိတ္တမေတ္တာနဲ့ရှင်းလာတဲ့အတွေးခဏကမုန်းတီးတဲ့အတွေးနဲ့တွေးလာလို့ရှိရင်လူလည်းမုန်းတီးတာပဲသဘာဝတရားတွေတက်မဲ့တွေပေါ်မှာလည်းပဲမုန်းတီးတာပဲမုန်းတီးတဲ့အတွေးတွေကပြာပါဒဝိတ္တအဲ့ဒီအမုန်းတရားကင်းတဲ့နှလုံးသားနဲ့အများတ attva တွေချမ်းသာကြပါစေဘုသူကိုကူညီရမယ်ဒုက္ခရောက်နေတဲ့လူတွေကူညီခြင်းနဲ့ကောင်းကျိုးချမ်းသာတွေလိုလားတယ်ဆိုတဲ့အတွေးလေးနဲ့တွေးလိုက်တာမအေးချမ်းဘူးလားအေးချမ်းပါပါဗျာအေးချမ်းတယ်မေတ္တာနဲ့တွေးတဲ့အတွေးအပြာပါဒဝိတ္တလို့ခေါ်တယ်အများတ attva တွေရဲ့ကောင်းကျိုးချမ်းသာတွေကိုညှော်ပိုးပြီးတော့တွေးနေတဲ့အတွေးတ attva အားလုံးချမ်းသာကြပါစေစိတ်ကလည်းတွေးတယ်နှုတ်ကလည်းပြောတယ်လက်ကလည်းလောက်ကပေးတယ်ဟောကောင်းကျိုးချမ်းသာတွေကိုရစေမိမိဒီကောင်းတဲ့အတွေ့ကိုတွေးသည့်အတွက်ကြောင့်ကောင်းတဲ့စကားပြောလာတယ်ကောင်းတဲ့အလုပ်တွေလုပ်လာသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကလည်းအပြစ်ကင်းတယ်ကောင်းကျိုးချမ်းသာတွေလည်းရတယ်သူတစ်ပါးလည်းကောင်းကျိုးချမ်းသာတွေကိုရသွားနိုင်ဟောဒီတွေ့တာဟုတ်ကဲ့မှန်ပါဗျာကောင်းကျိုးချမ်းသာတွေရသွားဆိုဒါကြောင့်မို့ဒါကတွေးတဲ့အတွေ့နောက်တစ်ခုကအဝိဟိတဝိတ္တကကရုဏာနဲ့တွေးတဲ့အတွေ့အကျဉ်းနာနဲ့တွေးတယ်သူတစ်ပါးကိုရဲရဲဆက်ဆက်လုပ်ဖို့သူတစ်ပါးဒုက္ခရောက်တာကိုကြည့်ချင်တဲ့အတွေ့မျိုးမဟုတ်ပဲနဲ့သူတစ်ပါးကိုမညှင်းဆဲပဲနဲ့အလုံးဆင်းရဲဒုက္ခကလွတ်မြောက်ကြပါစေဒုက္ခရောက်နေတဲ့လူဘယ်လိုကယ်ရမလဲဘယ်လိုအားပေးရမလဲဘယ်လိုကူညီရမလဲမဖြစ်မဆုံးဖြစ်နေတဲ့ပုဂ္ဂိုလ်ဘယ်လိုကူညီရမလဲဘယ်လိုအားပေးရမလဲစိတ်ဓာတ်ကြနေတဲ့ပုဂ္ဂိုလ်ဘယ်လိုကူညီရမလဲဘယ်လိုအားပေးရမလဲလောကကြီးမှာစားစရာတောင်းစရာချုံးနေနေလို့လိုအပ်နေတဲ့ပုဂ္ဂိုလ်ဘယ်လိုမျှတပြီးတော့ခံစားရမလဲဆိုတဲ့အတွေးလေးကကောင်းတဲ့အတွေးမဟုတ်ဘူးလားကောင်းပါဗျာကရုဏာနဲ့တွေးတဲ့အတွေးလေးအဲ့ဒီအတွေးလေးရှိလာတဲ့ပုဂ္ဂိုလ်တယောက်ဒီဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်လိုအပ်နေတဲ့ပုဂ္ဂိုလ်တွေကိုကူညီဖို့ရဝန်လေးပါမလားဝန်လေးပါဗျာဒီလောကကြီးမှာကူညီကြတယ်ဆိုတာအဲ့ဒီအဝိဝိတဝိတ္တကြောင့်ကူညီတာတူတူကူညီကြဆိုတော့မိလောင်မှုနဲ့ကြုံလို့မိဘေဒုက္ခတွေကူညီကြတယ်ရေမျောလို့ရေဘေဒုက္ခတွေကူညီကြတယ်လေတိုက်လို့လေဘေဒုက္ခတွေကူညီကြတယ်ဟောဒီအတွေးလေးတွေကြောင့်ကူညီတာနော်အေးအဲ့ဒါအဝိဟိတဝိတ္တလို့တွေးတဲ့အတွေ့ကဲစိတ်ရဲ့အတွေးကိုပြန်ပြောလိုက်မယ်ဆိုရင်စိတ်ရဲ့အတွေးများတွေမကောင်းတဲ့အတွေးကအသုံးကိုမတွေးတဲ့အတွေးက၃မျိုးကောင်းတဲ့အတွေးတွေးတဲ့အတွေးက၃မျိုးဟောတရားချက်တွေသူတော်တွေပြိဿတွေမကောင်းတဲ့အတွေးတွေမိမိတဏ္ဍာမှာပေါ်လာလို့ရှိရင်ဖယ်ရှားပြဖို့မလိုဘူးလားလိုပါပါဗျာဆက်တွေးနေရင်တာဝိဇ္ဇအပြစ်ရှိပြီးဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးတွေပေါ်လာနိုင်တယ်အေးဒါကြောင့်မလို့ဒါတွေကိုဆက်တွေးဖို့မတော်ဘူးကောင်းတဲ့အတွေးနဲ့အစာထုံးတယ်ဟောဝိတကတဏ္ဍာနာတုံမှာမြတ်စွာဘုရားကဟောထားတာရှိဝိတကတဏ္ဍာနာတုံမှာအတွေးကိုဘယ်လိုထိန်းချုပ်လဲဆိုတဲ့ဒီစနစ်ကိုပြထားတယ်လွယ်လွယ်နဲ့တော့ထိန်းချုပ်လို့မရဘူးနော်စိတ်ထဲမှာတွေးနေတဲ့အတွေးတွေကအလေးချင်းကဘယ်ဘက်ကများနေလို့ဆိုမကောင်းတဲ့ဘက်ကအလေးချင်းတွေများနေမကောင်းတဲ့ဘက်ကအလေးချင်းတွေများနေတဲ့အတွက်ကြောင့်လွယ်လွယ်ကူကူနဲ့မကောင်းတဲ့အတွေးတွေကနေပြီးတော့ယုံထွက်ဖို့ဆိုတာຫນွယ်တဲ့ကိစ္စတော့မဟုတ်ဘူးတဲ့ဒါကြောင့်မြတ်စွာဘုရားကနီးစနစ်၅မျိုးပေးထားတယ်တဲ့မကောင်းတဲ့အတွေးတွေကနေယုံထွက်ဖို့ရအတွက်နီးစနစ်၅မျိုးပေးထားတယ်မြတ်စွာဘုရားဟောတော့ကတော့တပဋ္ဌာန်ဖြစ်စဉ်တစ်ခုကိုကျင့်နေတဲ့ပုဂ္ဂိုလ်ကိုဥတည်ပြီးတော့ဟောထားတာဖြစ်နေကြတာဘယ်ပုဂ္ဂိုလ်ပဲဖြစ်စေဟောဒီအတွေးကိုထိန်းချုပ်ခြင်းလို့ရှိရင်ဒီလမ်းစဉ်လိုက်သွားတယ်ဟုတ်ကဲ့ကိုယ့်ရဲ့မကောင်းတဲ့အတွေးတွေကိုထိန်းချုပ်ဖို့ရတယ်ဟောဒီလမ်းကြောင်းကရှောက်ရမယ်ကဲကောင်းပြီ
ရမ်းပြန်ပြောမယ်ဆိုရင်လူတွေရဲ့စိတ်ရဲ့အတွေးတွေဟာလောဘနဲ့တွေးလာတာရှိတယ်ဒေါသနဲ့တွဲပြီးတွေးလာတာရှိတယ်မောဟနဲ့တွေးလာတာရှိတယ်နော်ဒါဖြင့်လောဘနဲ့တွေးတာထင်ရှားပါတယ်ဒေါသနဲ့တွေးတာလည်းထင်ရှားတယ်မောဟနဲ့တွေးတာကြတော့ဘယ်လိုတွေးရလဲဆိုမောဟနဲ့တွေးပြီးဆိုရင်မလုံးတဲ့နာကိုလုံးတဲ့နာထင်လာတယ်လုံးတဲ့နာကိုမလုံးတဲ့ဘူးလို့ထင်လာတယ်အဲ့ဒါမောဟနဲ့တွေးတယ်တွေးတယ်သူကကိုယ်အနေနဲ့မကြည့်ရဘူးလားကြည့်ပါရဲ့ဗျာမလုံးတဲ့နာကိုလုံးတဲ့နာလို့ထင်တယ်လုံးတဲ့နာကြတော့မလုံးတဲ့ဘူးထင်လာအဲ့ဒါလို့လောဘဒေါသမောဟဆိုတဲ့ဒီတရားတွေဥဆောင်လာတဲ့အတွေးမျိုးတွေဟာအနေရှိတဲ့အတွေးတွေကောင်းပြီဘုန်းကြီးတို့တွေလောဘနဲ့အတွေးလေးတစ်ခုပေါ်လာတယ်ဆိုပါစို့အဲ့ဒီလောဘနဲ့အတွေးလေးတစ်ခုပေါ်လာတယ်ဘယ်လိုထိန်းချုပ်မလဲဒေါသနဲ့ရှင်တွဲလာတဲ့အတွေးလေးတစ်ခုပေါ်လာတယ်ဘယ်လိုထိန်းချုပ်မလဲမောဟလို့ဆိုတဲ့တွေးဝေမှုနဲ့ရှင်တွဲလာတဲ့အတွေးလေးပေါ်လာတယ်ဘယ်လိုထိန်းချုပ်မလဲမြတ်စွာဘုရားကထိန်းချုပ်ပုံထိန်းချုပ်ပြီး၅မျိုးနံပါတ်1ကဘာလို့ဆိုရင်မကောင်းတဲ့အတွေးပေါ်လာပြီဆိုလို့ရှိရင်အာယုံပြောင်းလိုက်ပါတယ်ဒါတစ်ခုနော်ဆက်မတွေးနဲ့ပြောင်းလိုက်ဒါကိုပြောအာယုံပြောင်းပြီးတော့ဖြည့်ရှင်းရမယ်ကဲဘယ်လိုအာယုံပြောင်းပြီးတော့ဖြည့်ရှင်းမလို့ဒါကိုပြန်ပြီးတော့ကြည့်အာယုံပြောင်းဖြည့်ရှင်းပြီးဆိုတော့လူတယောက်အပေါ်မှာတာယာစဉ်ဖြစ်ပြီးခင်တွဲလာတယ်လောဘနဲ့တွေးတဲ့တွေးဆိုတော့မိခင်ကသာသမီပေါ်မှာချစ်ခင်တွဲတာတူတူချစ်ကြတယ်ခင်ကြတယ်ဆိုတော့တတ္တဝါတွေအပေါ်မှာနောက်ဆုံးမှာခွေးလေးကောင်ကိုမွေးထားတဲ့ခွေးလေးပေါ်မှာကြောင်ကလေးတွေပေါ်မှာခင်တွဲတာကအစတာယာစဉ်နဲ့လောဘဖြစ်လာပြီးသက်ရှိတတ္တဝါပေါ်မှာတာယာစဉ်ဖြစ်လာပြီးလောဘနဲ့တွေးအတွေးတွေဝင်လာပြီနော်ဝင်လာရင်ဘယ်လိုရုံထွက်မလဲနောက်တစ်ခုကပစ္စည်းပေါ်မှာရောမခင်ပဲဘူးလားခင်ပါပါဗျာဒီဇိုင်းလာလေးနဲ့လောဘတန်းစာလေးဆိုရင်မကိုင်ရမဝေးရဖြစ်ဟုတ်လားအဝတ်စားဆိုလည်း fashion အသစ်ထွင်ထားတဲ့ဟာလေးဆိုလို့ရှိရင်မဝေးရမသုံးရကလေးဖြစ်လာပစ္စည်းမှာနှစ်ပြောသူများကိုင်ကြည့်တယ်တော့မကြိုက်ဘူးတချို့စီရောစာပေါ်မှာတွေ့တာဘုံသူများကြိုက်ကြည့်ရင်ကိုကြိုက်ဘူးဟုတ်ကဲ့ခုတည်းရှိတယ်လည်းမကြိုက်တော့လို့ရှိသေးတယ်နော်အဲ့ဒါကသင်္ခါရပေါ်မှာတွေ့တာလည်းလို့ခေါ်အဲ့တော့ဆိုလိုတာကပိုပြီးရှင်းအောင်ပြောမယ်ဆိုရင်သက်ရှိအပေါ်မှာတွေ့တာနဲ့သက်မဲ့အပေါ်မှာတွေ့တာတဲ့အတွေ့နှမျိုးဖြစ်လာတယ်သက်ရှိပေါ်မှာလောဘနဲ့တွေးလာတဲ့တွေ့တာတဲ့အတွေ့ကိုဘာနဲ့ဖြောင်းတမဲ့အပေါ်မှာတွဲတားလာရင်ဘာနဲ့ဖြောင်းလဲ။မြတ်စွာဘုရားကနံပါတ်1အာယုံပြောင်းပြီးတော့ဖြောင်းတယ်။ကဲအာယုံပြောင်းဆိုဘယ်လိုပြောင်းရမလဲ။ဆိုတော့တူတယောက်ပေါ်မှာချစ်ခင်တဲ့စိတ်တွေပေါ်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကဘာပေးလို့ဆိုရင်အတုပကမ္မထာနဲ့ဖြောင်းအောင်။ဟုတ်အတုပဆိုလို့ရှိရင်မြန်မာပြည်မှာတော်တော်နားလည်နေအတုပဆိုမတာချတာအောင်မိတ်အဲ့ဒါလိုပြောတာမဟုတ်ဘူးနော်အတုပနဲ့ဖြောက်တယ်ဆိုတာဥပမာပဲလူတယောက်ပေါ်မှာလှတယ်ချောတယ်လို့တွေ့တားလာပြီဆိုလို့ရှိရင်မလှဘူးမချောဘူးရုံစရာကောင်းတာတွေကိုတွေးပါဒါပြောတာအဲ့ဒါဆိုလို့ရှိရင်ဒီအတွေးကထွက်သွားနိုင်တယ်ဆိုပါစို့လူတယောက်ပေါ်မှာတာယာစေရှင်နေစားမအောင်မင်းတွေ့တာနေတာကသမင်းကိုတွေ့တာလားမွေးညင်းကိုတွေ့တာလားခြေသေးလက်သေးကိုတွေ့တာလား32ခေါ်တာဖြတ်ချကြည့်လိုက်လူပုံတရံပြောက်တော့သမင်းမွေးညင်းခြေသေးလက်သေးသွားအရင်အသားအကျော်အယိုးချက်စီတစ်ခုစီတစ်ခုစီအသိဉာဏ်နဲ့ဖြတ်ကြည့်လိုက်မယ်ဆိုရင်တွေ့တာစရာရှိသေးတယ်ရှိပါပါဘုရားအဲ့ဒီနည်းနဲ့ဖြောင်းလူတယောက်ပေါ်မှာတာယာစဉ်ဖြစ်ပြီးတွဲလာပြီဆိုရင်အဲ့ဒါနဲ့ဖြောင်းအောင်အဲ့ဒါနဲ့ဖြောင်းလို့ရှိရင်ဘာဖြစ်တော့ဆိုရင်တာယာစဉ်ကြီးကပူတဲ့ပူလာပြီလို့လောကမှာကာမတဏ္ဍာဆိုတဲ့ကြီးဟာအပူဆုံးကိုပြောတာပေါ့ဘယ်လိုလောင်လို့ကိုယ့်ရဲ့နှလုံးသားကိုလောင်ဟုတ်ကဲ့လားမှန်ပါဗျာမီးလောင်တာက
အပြင်မှာလောင်တာတခုတော့ဒါကမိသက်တွေမသိတယ်ပြီးလောင်ရင်ထဲမှာလောင်တဲ့မိဒီပြီးကနော်အေးနောက်ဆုံးဘယ်လောက်ထိအောင်အန္တရာယ်ပေးလို့ဆိုစူးစိုက်လို့ကိုယ့်ကိုယ်တတ်သိတဲ့အထိဟောဒီပြီးကတောင်ကျွမ်းသွားတယ်ဒါကြောင့်မို့လို့တာမန်မဟုတ်မပေါ့ဆနိုင်ဒီပြီးကအဲ့ဒါကြောင့်မို့လို့ရသဗျာကအဖြေတွေပေးချင်ဘုရားမြတ်စွာလက်ထက်တော်ခါကာလတော့ကဝိဂီတဆိုတဲ့ရဟန်းတော်လေးတွေပါငယ်ငယ်လေးလေးသာသနာတော်ဝင်လာတာကြောင့်မြို့ရဲပါတဲ့ဆောင်းခံသွားဆောင်းခံသွားရင်ကနေပြီးတော့စက်ကုန်တွေဖောက်ပြားလို့ချိလိုက်မိတဲ့အခါကျတော့ကျိုးစိတ်ကလှပတဲ့အာယုန်လေးကိုမြင်လာတော့စိတ်ထဲမှာတွေ့တာတဲ့စိတ်ကြီးပေါ်လာခုနကလူချင်းတဲ့လောဘအတွေးတွေနဲ့တွေးလာပြီတွေးလာကြတဲ့ကသူကတတိထားလိုက်တယ်အော်ဒီအတွေးရတော့ငါဒုက္ခပြီးတော့မှာပဲဒုက္ခပြီးတော့မှာပဲဆိုပြီးတော့သူ့ရဲ့ဆရာရှင်အနန္ဒာစီပြေးသွားပြီးတော့ရှင်ပြားတဲ့တပည့်တော်ရဲ့ရင်ထဲမှာရာဂမီးတွေလောင်းနေပါပြီတဲ့ဘာနဲ့လောက်ရမလို့ဘာနဲ့ညှင်းရမလို့မိလောင်နေပြီတဲ့စပြီးတော့ဟုတ်ကဲ့အဲ့ဒီမိလောင်တာကိုမိမထင်ရင်ဒုက္ခရောက်မှာနော်မှန်ပါပါဗျာရှင်ထဲမှာမိလောင်နေပြီတဲ့အဲ့ဒါကိုဘာနဲ့ညှင်းရမလို့ဆိုရှင်နန္ဒာပြောဒီဘောင်းနဲ့မင်းအမှတ်မှားနေလို့ဒီလိုဖြစ်တာပါပညာယဝိပရိယေတာစိတ်တန်တေပြိတ္တရှိမင်းစိတ်ဟာမိလောင်ခံနေရတာမင်းအတွေးမှားနေပြီတဲ့အတွေးမှားတယ်ဆိုတာမလာတာကိုလာတယ်ထင်တာအဲ့ဒါအတွေးမှားတာပေါ့မလာဘူးရောစရာကောင်းတယ်လူရဲ့ခန္ဓာကိုယ်ဟာလောက်ရောစရာကောင်းမလဲဆိုတာကိုယ့်ကိုမညာမတာကြည့်ကြည့်မနေ့မိုးလင်းလို့ရှိရင်ဘယ်သွားတိုင်းတဲ့ထဲဝင်ဟုတ်လားဘာလို့မျက်နှာတေးရတယ်တော်တိုက်ရတယ်အငြိကြီးတွေဆွမ်းရတိဋ္ဌာရများရှင်းသေးလားရှင်းပါပါဗျာကဲကောင်းတာလို့ဆိုလို့ခန္ဓာကိုယ်ကထွက်လာတဲ့ဟာတိဋ္ဌာစရာတခုမှမရှိဘူးတို့လည်းတွေ့ကြနေတာပဲဒီခန္ဓာကိုယ်တေချာစဉ်းစားကြည့်လိုက်လို့ရှိရင်တိဋ္ဌာစရာခန္ဓာကိုယ်ကထွက်လာလို့မွေးလို့ကြိုင်လို့ဒါလေးကတော့ပလင်းလေးနဲ့ထည့်ပြီးထားအောင်ပါပဲမူးလို့ရှူအောင်တခုမှမရှိဘူးဟုတ်ကဲ့ပါတခုမှမရှိဘူးတိတ်တိတ်ပုံစွန့်ပြရတာလေးထိပဲပုံတခုမှမရှိဘူးတေချာစဉ်းစားတာအတုကစဉ်းစားရဲဆိုတာအဲ့ဒါကိုပြောတာမတင့်တယ်တာကိုစဉ်းစားတာကိုပြောမတင့်တယ်တာလေးစဉ်းစားကြည့်လေလူတွေကထမင်းစားတဲ့အခါကျတော့မိသားစုလိုမိတ်ဆွေတငယ်ချင်းတွေနဲ့ကြော်ပါပါစားကြတောက်ကြလူလေကောင်မှအလှအပပြင်းစင်ပြီးတော့စားကြတယ်မဟုတ်လားမှန်ပါဗျာစားပြီးလို့ဗိုက်ထဲရောက်တဲ့အခါကျတော့နောက်ဆုံးကျတော့ဘာလို့နှစ်ယောက်သုံးယောက်မသွားတာလဲတက်တယ်လို့လားမတက်တယ်လို့လားတက်တယ်လို့ပါဗျာဘာထင်ရှားလို့ဒီအဲ့ဒီဟာနောက်ဆုံးအဆင့်ပြောလိုက်တာနောက်ဆုံးအဆင့်မဟုတ်ပဲနဲ့အစာလေးတစ်ခုကပါဇက်ထဲမထည့်ခင်အချိန်လေးတော့တာတန်ရှင်းတယ်လို့သတ်မှတ်တယ်ပါဇက်ထဲထည့်ပြီးရင်ဟောငါထည့်လိုက်ပြီရော့အင်းစားမလားဆိုရင်ဘယ်သူစားမလို့စားပါဘူးဗျာအေးမသိတဲ့ကလေးလေးတွေပဲစားကောင်းစားမသိရင်ဘယ်သူမှထမင်းခွန့်ကျွေးလို့စားမှာမဟုတ်ဘူးနော်ဘာဖြစ်လို့လဲညွန်လို့လားကြိုက်လို့လားညွန်လို့ပါဗျာညွန်စရာကောင်းတယ်ဆိုမထင်ကြဘူးအဲ့ဒါလေးတွေးခိုင်းတာအတုဝပညာဆိုအဲ့ဒါလေးကိုချိခိုင်းတာဩပါဇက်ထဲနဲ့ရောက်သွားတယ်ကတိတွေထင်ရှားတာကြည့်လိုက်ပါဦးလူတွေရဲ့ပါဇက်ထဲမှာတတွေးတွေရှိတယ်အမလေးပါဇက်ထဲမှာရှိတော့ဘယ်သူမှမယုံဘူးမျိုးချနေကြတယ်လေကိုယ်တတွေးကိုမယုံထွေးကလည်းထွေးကြည့်ပြီးပြန်တော့မလားဆိုရင်တော့ပါမလားတော့ပါဗျာကိုဟာပဲကိုဟာချက်ချင်းကြီးလွတ်သွားတာနဲ့တကယ်နဲ့အတုပဖြစ်သွားဟုတ်ကဲ့ကောင်းပေါ်ကစပင်လေးလည်းကြည့်လိုက်ပါအမလေးကောင်းပေါ်ကြတော့အယောင်မျိုးမျိုးဆိုးတယ်နော်အနက်ကနေပြီးတော့ရွှေရောင်လိုချင်တာနဲ့အနက်ကအချူရောင်လိုချင်တာနဲ့နော်အယောင်မျိုးမျိုးဆိုးတယ်စပင်ကိုအဲ့ဒီအယောင်မျိုးမျိုးဆိုးပြီးတော့တသားတာလုံးနေတဲ့စပင်မွေးလေးတစ်ပင်ထမင်းမကန်ထဲမှာတွေ့ရင်ဘယ်လိုလုပ်စားမလားပြစ်မှာပြစ်ပါပါဗျာဩစပင်ကလည်းသူ့နေရာသူ့နေတော့ဟုတ်တယ်ရောင်ရောင်ရှိတယ်တခြားနေရာရောက်လာရင်သူကဆုံးဖြတ်ပစ္စည်းတွေပါမသွားဘူးလားပါပါဗျာကဲ
အဲ့တော့မတစ်တယ်ဘူးဆိုတာမထင်ရှားဘူးထင်ရှားတယ်လက်သေးလေးကလည်းလက်ပေါ်မှာရှိနေတဲ့အချိန်မှာအယောင်မျိုးစုံဆိုအနီးဆိုအမျိုးဆိုအမဲဆိုအပြာဆိုဆိုရောင်မျိုးစုံဆိုလက်ပေါ်မှာကဲလက်ကနေပြီးချွတ်လိုက်တဲ့လက်သေးလေးတွေကျသိမ့်ထားတယ်သိမ့်ထားတော့လူခန္ဓာကိုယ်လွတ်သွားတဲ့တဲ့တိုင်နဲ့အဲ့တော့လွတ်သွားတဲ့လက်သေးနဲ့လက်ပေါ်မှာရှိနေတဲ့လက်သေးဟာတူတူပါပဲတူတူပဲနန်းကြီးတူတူပဲဒီတိုင်းပဲသို့တော်လူကြီးရဲ့စိတ်မှာကျတော့ကြွားချသွားပြန်ဟုတ်ကဲ့အဲ့ဒီသဘောတွေကိုဆင်ခြင်စဉ်းစားပြီးတာဟာအာယုံပြောင်းတယ်လို့ခေါ်တယ်လူတယောက်ပေါ်မှာတာယာစဉ်ဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီအာယုံပြောင်းတဲ့နည်းကြီးထွက်ပေါက်အတွေးကိုဖယ်ရှားပြတဲ့နည်းပဲမြတ်စွာဘုရားဒီနည်းကိုဟောတယ်အဉ္ဉဏိမိတ်တံမနတိကတ္တဗံနဲ့အာယုံပြောင်းပြီးတော့ကြည့်လိုက်ပါမှတ်တယ်လို့ထင်နေတဲ့အတွေးကိုမနှောက်ဘူးဆိုတဲ့အတွေးနဲ့အစားထိုးလိုက်လို့ရှိရင်ခုနလောဘသည်လောဘနောက်ဆုတ်သွားပါလိမ့်မယ်ရင်ထဲကိုပူအောင်လုပ်နေတဲ့လောဘငြိမ့်သွားတယ်ဒါဆေးနော်လောကလူတွေကနေမကောင်းရင်တော့ဆေးတောက်တယ်ခုစိတ်နေမကောင်းတာလည်းဆေးတောက်ဖို့လိုတယ်နိုင်ငံခြားတွေမှာဒီလိုဆေးမျိုးမရှိဘူးသူတို့စီမှာဘာလို့လဲ psychotherapist psychiatrist တို့ psychotherapist ဆိုတာဘာမှလို့ရဲ့စိတ်အထူးမှုဆရာဝန်တွေပေါ့နော် psychotherapy ဆိုတာအဲ့ဒါစိတ်ကိုဆေးမကျွေးပဲနဲ့ခဏနေကိုလိုပြောဒီလိုပြောပြီးပြေးလဲအောင်ပြောနေတာအဲ့ဒါ psychotherapy လို့ခေါ်တယ်။ရသော်ဘုရားတရားတော်ကအဲ့ဒီလိုပြောရုံနဲ့မဟုတ်ဘူးလုံးဝကောင်းကောင်းကုစားပေးနေတယ်။ဒါနဲ့ psychotherapy တမျိုးပဲပေါ့။ဒီ psychotherapy ကိုသူတို့စီမှာမသိလို့ရှိရင်သူတို့သုံးချမှာသိချာ။ဒါဗုဒ္ဓရဲ့ Buddhist psychotherapy လို့ခေါ်နော်မကောင်းတဲ့အတွေးကိုကောင်းတဲ့အတွေးနဲ့အစားထိုးလိုက်ဒီအာယုံပြောင်းပြီးတော့အစားထိုးတယ်လောဘဖြစ်နေပြီဆိုရင်အဲ့ဒီလောဘကိုဖယ်ရှားဖို့ရအတွက်ခုနကမိလောဘဖြစ်နေတဲ့အာယုံတစ်ခုကိုအစားထိုးပြီးတော့စဉ်းစားလိုက်တယ်ခုနကရှင်ဝင်ဂီတကိုရှင်အနန္ဒာပြောတယ်မင်းအတွေးမှားနေတာအတွေးတွေမှားနေတဲ့ကြောင့်အတွေးကိုပြန်ပြီးတော့တွေးလိုက်ပါအတုပါယစိတ်တံဘာဝေဟိမာနနုတ္တယမောဇဟမတင့်တယ်ဘူးဆိုတဲ့အရာကိုမင်းသိချာစဉ်းစားပြီးကြည့်လိုက်ပါဟောကြည့်လိုက်လို့ရှင်ခုနကရင်ထဲမှာလောင်းနေတဲ့ကာမရာဂမီးလေးငြိမ်းသွားဆက်လောင်းလို့မရတော့အဲ့လိုမဟုတ်ရင်ဆက်လောင်းနေမှာပဲเนาะဒါကသက်ရှိတတ္တဝါပေါ်မှာတန်ရောစင်နဲ့တွေးတဲ့အတွေးလောဘတွေဖြစ်လာရင်ဒီလိုဖြေရှင်းဒါဖြင့်တတ်မဲ့သင်္ခါရတွေသူပါပဲလက်ဝတ်လက်စားတို့အဝတ်အစားတို့အိုးအိမ်တို့စသဖြင့်ကိုယ်သုံးတဲ့ပစ္စည်းတွေပေါ်မှာတန်ရောစင်တွေတိတ်ကြီးနေလောဘတွေတိတ်ဖြစ်လာပြီဆိုရင်ဘာနဲ့တားမလဲဆိုတော့မြတ်စွာဘုရားကအဲ့ဒါကြတော့မမြဲဘူးတခဏလေးပဲသုံးရတာဆိုတဲ့အတွေးလေးနဲ့ဖယ်ရှားပြပါရှိလေဘလို့ကောင်းတဲ့ဟာပဲဖြစ်ဖြစ်အဝတ်စားလေးတွေဝတ်တာဘယ်နဲ့ဝတ်ရမှာတော့ဟောင်းတော်ဘူးလားဟောင်းပါဗျာပန်းလေးတွေတယူတရားနဲ့အမတန်လှတဲ့ပန်းလေးတွေကြည့်တယ်ပန်းဟိုးလေးထိုးဆိုင်တာခေါင်းပေါ်ပန်းတာဘယ်တော့ကြာမှာတော့ကြာအေးအဲ့ဒါကိုတွေးလိုက်ပါတွေးလိုက်လို့ရှိရင်ခုနကသူ့ပေါ်မှာတွေးတာနေတဲ့တန်ရောစင်ကိုရော့ချပါမှာသိချာသူများအကိုင်မခံတာတို့ဘာတို့ဒီစိတ်တွေမရှိတော့ဒါမကြခင်ပြတ်သွားမှာပဲဆိုတာကိုသိနေပြီဟုတ်ကဲ့တာဝကလေးကအခိုက်အတန့်လေးပဲရှိတယ်အနိစ္စမမြဲဘူးဆိုတဲ့သဘောလေးကိုတွေးကြည့်ပါတဲ့ဒါလေးဟာဒီပန်းလေးကထာဝရလှနေမှာမဟုတ်ဘူးမကြခင်လေးတွေလွမ်းသွားမယ်မလွမ်းခင်ကအသုံးချမှာပဲဆိုတဲ့အတွေ့ပဲရှိဟုတ်ကဲ့အဲ့တော့မကန်ရက်တို့မထီရက်တို့မစားရက်တို့မဝတ်ရက်တို့ရှိအောင်မလားမရှိပါဘူးဗျာမရှိတော့ဘူးသင်္ခါရပေါ်မှာဖြစ်လို့ရှိရင်အဲ့ဒီဟာနဲ့ဖယ်ရှားပြပါဒါကလောဘနဲ့တွေးတဲ့အတွေးကိုဖယ်ရှားနေတခါကဲဒေါသနဲ့ဘုံတိတဲ့အတွေးတွေတွေးတတ်တယ်သူကဒေါ
ဒေါသနဲ့တွေးတဲ့အခါမှာလည်းမုန်းတာအသက်ရှိပေါ်မှာမုန်းတာဖြစ်တယ်လို့တက်မဲ့ပေါ်မှာလည်းမုန်းတတ်တယ်ကဲဒါပေမဲ့သက်ရှိပေါ်မှာမုန်းတဲ့စိတ်ပေါ်လာလို့ရှိရင်ဘာနဲ့တွေးမလဲဘာနဲ့ဖြည့်ရှင်းမလဲဆိုရင်မြတ်စွာဘုရားကမေတ္တာပွားလိုက်တာသူကြိုးလိုလာတဲ့စိတ်ကိုထားနိုင်အောင်ကြိုးစားပါဟုတ်ကဲ့ဒီခံခြင်းခွင့်လွှတ်ခြင်းမေတ္တာထားခြင်းဖြစ်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာပူလောင်နေတဲ့ဗျာပါဒမိကိုငြိမ်းပါလို့ပြောအဲ့ဒါနဲ့ငြိမ်းခိုင်းတယ်ဒါနဲ့ဒါကသက်ရှိမှမေတ္တာထားနိုင်အောင်ကြိုးစားမေတ္တာထားဖို့ဆိုတာလည်းလွယ်တာတော့မဟုတ်ဘူးတော့ကြည့်အမုန်းစိတ်ကဖြောက်ဖို့တော့ခက်အမုန်းစိတ်ဆိုတာဖြောက်ဖို့တော့ခက်ဖြောက်ဖို့တော့ခက်တဲ့အတွက်ကြောင့်အမုန်းစိတ်ပြင်းထန်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားသုတ်တန်တစ်ခုမှညီးပေးထားတာမေတ္တာပွားတယ်မေတ္တာပွားလို့မရရင်မလုပ်ရမလို့ဆိုတဏှာလိုက်ပေါ်တဏှာလို့လည်းမရဘူးသူတဏှာလို့မရဘူးဆိုရင်မလုပ်ဘူးကံကံရဲ့အကျိုးတွေးလိုက်တဲ့သူလည်းသူကံနဲ့သူလာတာငါလည်းကံနဲ့ပါငါမုန်းနေတော့မှဖြစ်မှာဟုတ်လားသူကံကောင်းရင်အကျိုးကြီးပွားမှာပဲသူကံနဲ့သူငါလည်းကံနဲ့ငါလို့ကံကိုတွေးလိုက်အဲ့ဒါလို့မရရင်ဘာလို့အောင်လို့ဆိုမေ့လိုက်ပေါ့နောက်ဆုံးကမေ့ပြလိုက်တယ်ဟုတ်ကဲ့လားမှန်ပါဗျာဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ပြောက်ဖို့ရအဓိကမှာမှန်ပါဗျာအေးရင်ထဲနှလုံးထဲမှာပူလောင်စေတတ်တဲ့ဒေါသရဲ့အတွေးတွေကိုလည်းအဲ့ဒီနည်းနဲ့ဖြေရှင်းအောင်ဒါပြင်တတ်မဲ့ဥစ္စာတွေပေါ်မှာမုန်းတိမှုဆိုတာလူရဲ့စိတ်ထဲမှာတစ်ခါတည်းပေါ်လာတတ်တယ်အဲ့ဒါလို့ပေါ်လာလို့ရှိရင်ဒီမှာပဲတိပ္ပင်ကြီးကဒီနားလေးမှာရှုပ်နေတဲ့တိပ္ပင်ကြီးကိုမုန်းအရွက်တွေခဏခဏကြွေကြလို့တကယ်စီခဏခဏလဲမုန်းနေတဲ့တိပ္ပင်ကြီးအဲ့ဒါလို့ဆိုလို့ရှိရင်ဘာဆင်ရင်စဉ်းစားရမလို့ဆိုရင်မြတ်စွာဘုရားဓာတုမနတိကာရတဲ့ဓာတ်သဘောတွေကိုတွေးကြည့်လိုက်ပါမင်းမုန်းတာကပထဝီဓာတ်ကိုမုန်းတာလားအာဘောဓာတ်ကိုမုန်းတာလားတေဇောဓာတ်ကိုမုန်းတာလားစသဖြင့်ဒီကိုယ့်ရဲ့အမုန်းရဲ့တရားကိုတည်တည်ချာချာရှာလိုက်တဲ့အခါကျတော့အမုန်းတရားတွေတရားမရှိဘဲနဲ့ပြောင်းလဲသွားနိုင်ပါလေလက်တွေ့စမ်းကြည့်ပေါ့ဒါနော်အမုန်းစိတ်လေးတွေနဲ့အတွေးဝင်လာလို့ရှိရင်အဲ့ဒီနည်းတွေနဲ့တက်မဲ့တွေမှာဖြည့်ရှင်းပါဒါဖြင့်မောဟနဲ့ပတ်သက်လာတဲ့အတွေးတွေကြတော့အထက်ကရာဆရာကြီးကနီလန်းကားတော့တွေးထားနံပါတ်1ကဆရာကောင်းသမားကောင်းထံစီကပ်ပြီးတော့ဘုဒ္ဓစီဘူးကတရားနာပါဆရာကောင်းသမားကောင်းစီကပ်ရမောဟကြီးနေတဲ့လူလုံးတဲ့မလုံးတဲ့မလုံးတဲ့နာလုံးတဲ့နဲ့ချင်းနေတယ်လုံးတဲ့နာမလုံးတဲ့ဘူးလို့ချင်းနေတဲ့တူဝေမှုရှိတဲ့ပုဂ္ဂိုလ်ကြီးထိုကဲ့သို့မတူဝေရအောင်ဆရာကောင်းသမားကောင်းချင်းတယ်ဒါနံပါတ်1ဆရာကောင်းသမားကောင်းထံချင်းကပ်ပြီးတော့အဲ့ဒီဆရာကောင်းသမားကောင်းထံကပညာသင်တဲ့နံပါတ်2နံပါတ်3ကကိုသင်ထားတဲ့ပညာတွေကိုရှင်းရှင်းဆုံးဖြတ်ဖို့ရအတွက်ရှင်းလဲအောင်အဓိပ္ပာယ်ရှင်းပြဖို့မေးတယ်မေးခွန်းထုတ်တယ်ဟောဒါကတော့ပညာတိုးတက်ခြင်းအကြောင်းပဲဟုတ်ကဲ့မောဟကိုဖြောက်ဖို့ရတော့ပညာတိုးတက်လာမှမောဟပြောက်မှာအဲ့ဒါကြောင့်မို့လို့မောဟကိုဖယ်ရှားပြစ်ချင်လို့ရှိရင်အသိပညာတွေတိုးတက်တဲ့ဒီကိုလောရမယ်အဲ့ဒီနည်းတွေနဲ့ဖြည့်ရှင်းဆုံးဖြတ်ပြီးတော့ပြရမယ်ဒီလိုဆိုလို့ကဲကောင်းပြီဒါကအာယုံပြောင်းပြီးတော့ထွက်ပေါက်ရှာတဲ့နည်းအတွေးမှားနေတာကိုအာယုံပြောင်းပြီးတော့ထွက်ပေါက်ရှာတဲ့နည်းနဲ့ပြီးလိုက်နောက်တနည်းကဘာလို့ဆိုလောဘနဲ့တွေးနေမယ်ဒေါသနဲ့တွေးနေမယ်မောဟနဲ့တွေးနေမယ်ဆိုလို့ရှိရင်နောက်တနည်းကဘာလို့အောင်လို့ဆိုအဲ့ဒီကိုတွေးနေတဲ့အရာရဲ့အပြစ်ကိုဆင်ခြင်မှာသို့မဟုတ်တွေးနေတဲ့စိတ်ရဲ့အဖြစ်ကိုဆင်ခြင်ဥပမာလူချင်းတဲ့ကာမနဲ့ပတ်သက်တဲ့အတွေးတွေတွေးနေမယ်မုန်းတိတဲ့အတွေးတွေတွေးနေမယ်လူတစ်ဖက်သားကိုရန်ရှာဖို့အတွေးတွေတွေးနေမယ်ဆိုလို့ရှိရင်ဒီအတွေးတွေကအပင်ရင်းချနိုင်တဲ့အတွေးတွေပါလားငါဒုက္ခရောက်မဲ့အတွေးတွေပါလားဟိုတစ်ဖက်သားလည်းအကျိုးပျက်စီးသွားနိုင်တယ်ငါမှလည်းဒုက္ခရောက်မဲ့ဆိုတဲ့အတွေးတွေပါလားအမြဲတမ်းကြောက်စရာကောင်းတဲ့အတွေးတွေဒီအတွေးတွေငါဆက်တွေးနေငါဒုက္ခရောက်လိမ့်မယ်ဟုတ်လားဒီလိုဆင်ခြင်ကြည့်လိုက်ပါအဲ့ဒီလိုဆင်ခြင်လိုက်လို့ရှိရင်ခုနကအတွေးဟာ
ထွက်ပေါက်ရသွားလိမ့်မယ်မကောင်းတဲ့အတွေ့ဖြောက်နိုင်ပါလိမ့်မကောင်းတဲ့အတွေ့တွေဖြောက်နိုင်ပါလိမ့်မယ်ဒါလက်တွေ့ကျင့်သုံးကြည့်ရဟုတ်ကဲ့ဒါကဒုတိယနည်းပထမနည်းကအာယုံပြောင်းတာဒုတိယနည်းကအပြစ်ကိုတွေးတာထပ်ပြီးတော့ကိုတွေးတဲ့အတွေးရဲ့အပြစ်ကိုဆင်ញင်တာနော်ဆင်ញင်သုံးတယ်နောက်တတိယနည်းကိုမြတ်စွာဘုရားပေးတယ်တတိယနည်းကဘာလို့အောင်မလို့ဆိုလို့ရှိရင်မေ့ပြရစိတ်ထဲမှာမထားနဲ့ဆက်မတွေးနဲ့လို့ဆိုလို့ကိုတွေးတဲ့အတွေးတစ်ခုကဖြောက်လို့မရဘူးဆိုရင်ဆက်မတွေးနဲ့ဆက်မတွေးနဲ့စိတ်ထဲမှာကိုပေါ်မလာအောင်ဟာအဲ့ဒါကတတိယနည်းဒါပေမဲ့စတုတ္ထနည်းကဘာလို့ဆိုလို့ရှိရင်ဒီအတွေးတွေကစတယ်လေဆိုရင်အတွေးရဲ့အခြေအရင်းကိုလိုက်ရှာတာသူမှပဲလောဘနဲ့တွေးနေတဲ့အတွေးတွေဒေါသနဲ့တွေးတဲ့အတွေးတွေမောဟနဲ့တွေးတဲ့အတွေးတွေရန်လိုချင်တဲ့အတွေးတွေဘယ်ကစနေတာတော့လို့ဆိုတဲ့အတွေးရဲ့အခြေအရင်းတွေကိုသိအောင်လိုက်ရှာရင်နဲ့ထွက်ပေါက်တွေ့သွားနိုင်တယ်အတွေးကပြောင်းပြီးသားဖြစ်သွားအကြောင်းရှာတာနဲ့ပဲသူ့အတွေးကထွက်ပေါက်ရသွားတယ်ဟုတ်ကဲ့နောက်တနည်းကြတော့မြတ်စွာဘုရားဗာပေးထားတယ်အေးမကောင်းတဲ့အတွေ့တွေကတာမန်နဲ့ဖြောက်လို့မရဘူးအာယုံပြောင်းတဲ့စနစ်နဲ့လည်းမအောင်မြင်ဘူးအပြစ်ကိုဆင်ញင်တွေးတော့တဲ့နည်းနဲ့လည်းမအောင်မြင်ဘူးမေ့လို့လည်းမရဘူးအရင်မြင့်ရှာလို့လည်းမရဘူးဆိုလို့ရှိရင်ဘာလို့မှမလို့ဆိုစိတ်ကိုစိတ်နဲ့ဖိနှိပ်ပြီးတော့မရရအောင်ကြိုးစားပါလေနောက်ဆုံးကတော့ဒါဟုတ်ကဲ့လက်လျှောက်မပေးနဲ့တဲ့နောက်ဆုံးကြရင်တော့အဲ့ဒါမရရအောင်ရသော်ဘုရားကဘယ်လောက်ထိအောင်ဟောတာလို့ဆိုဒန္တေပိဒန္တမာဒယဇီဝါယတာလုံးအာဟိတဝါအံတော့ကြိတ်ပြီးတော့လောက်ရမယ်ဟုတ်လားမကောင်းတဲ့အတွေ့တွေးနေရင်အဲ့ဒီအတွေ့ကိုအံကြိတ်ပြီးတော့ဖြေရှင်းရမယ်လောကလူတွေကအံတော့ကြိတ်ပါတယ်မာနဲ့ကြိတ်တော့မခံကျင်တဲ့စိတ်တွေကြိတ်ဟုတ်ကဲ့လူတရားကိုမခံကျင်ဘူးဆိုရင်အဲ့ဒီမခံကျင်တဲ့စိတ်နဲ့အံကြိတ်တယ်နော်ဇီဝါယတာလုံးအာဟိတဝါအာဟိစဘာလို့ဆိုရင်ရှာနဲ့အာကောင်ကိုထောက်တယ်ဆိုတာတက်ခောက်ပြီးတော့ဒီဟာမျိုးကဖြစ်ကိုမဖြစ်စေရဘူးဆိုပြီးတော့ကိုယ့်ကိုတတိဝေးပြီးတော့စိတ်ကိုစိတ်နဲ့ဖိညစ်ပြီးတော့မကောင်းတဲ့အတွေ့တွေကိုဖယ်ရှားပြပါဒါကဝိတက်ကတန်ဌာနတုံးမှာမြတ်စွာဘုရားကဟောတာနော်အဲ့တော့စိတ်ရဲ့အတွေ့တွေကမကောင်းတဲ့အတွေ့တွေကိုဟောဒီနိစ္စနဲ့၅မျိုးပြန်ပြီးတော့ပြောရအောင်နံပါတ်1ကအာယုံပြောင်းပြီးတော့ဖြည့်ရှင်းတဲ့နိစ္စနံပါတ်2ကအပြစ်ရှာပြီးတော့အပြစ်ကိုဆင်ញင်ပြီးဆင်ញင်သုံးသပ်ပြီးဖြည့်ရှင်းတဲ့နည်းနံပါတ်3ကမေ့ပြစ်တဲ့နည်းနံပါတ်4ကအရင်မြင့်ရှာဖွေပြီးတော့ဖြည့်ဖြောင်းတဲ့နည်းနံပါတ်5ကစိတ်နဲ့ဖိညစ်ပြီးတော့မရရအောင်ကြိုးစားတဲ့နည်းတဲ့ဟာဒီ5မျိုးဟုတ်ကဲ့အဲ့ဒီ5မျိုးနဲ့လုပ်လို့ရှိရင်စိတ်ရဲ့အတွေးတွေမကောင်းတဲ့အတွေးတွေဟာလုံးဝခင်းသွားပြီးတော့ဘာဖြစ်လာလို့ဆိုရင်အတွေးပေါ်မှာပိုင်နိုင်မှုဆိုတဲ့ပါဝါတစ်ခုရလာတယ်အဲ့ဒီပါဝါကဘာလို့ဆိုကိုတွေးခြင်းနဲ့အတွေးတွေးလို့ရကိုမတွေးခြင်းနဲ့အတွေးမတွေးတော့ဟောလောက်ကောင်းအခုကမတွေးခြင်းနဲ့အတွေးတွေတွေးနေရတယ်မဟုတ်လားမှန်ပါဗျာဒီအတွေးမကောင်းမှမသိဘူးလေတွေးနေတာဟိုတရေကြောက်တဲ့လူကညတရေကြီးလာတဲ့တွေးနေတာပဲကြောက်စရာအတွေးတွေတွေးနေတာပဲလူတွေကဟုတ်တယ်လားဘာဖြစ်မှညာဖြစ်မှတွေးပြီးတော့တွေးနေတဲ့အတွေးအကိုတွေးရကိုပြန်ချောင်းကိုမတွေးချင်တာလည်းတွေးနေရတယ်ချိုးရကြောင်းတော်ကြီးတော့စောင်းပေါင်းမှုချိုးချွေးပြန်လို့မတွေးချင်တဲ့အတွေးတွေတွေးပြီးနေအဲဒီတော့အခုလို့ဒီနည်းစနစ်တွေနဲ့ရှင်းသုံးပြီးတော့အတွေးကိုပယ်ဖြောင်းနိုင်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ဟာအတွေးပေါ်မှာစိုက်တတိရသွားပြီးတော့ကိုတွေးခြင်းနဲ့အတွေးကိုတွေးမယ်ကိုမတွေးခြင်းနဲ့အတွေးကိုမတွေးဘဲနေလို့ရသွားနိုင်တယ်လေ့ကျင့်ပြီးတော့ယူကြည့်ဟုတ်ကဲ့အဲ့ဒါကနံပါတ်1အကျိုးအဲ့ဒါလို့ရသွားပြီဆိုရင်ဘာဖြစ်လာလို့ဆိုလို့ရှိရင်တဏှာကိုတွေ့တာမှုတွေအလုံးကိုလည်းဖယ်ရှားနိုင်မယ်။တာယောစင်တွေလည်းကျင်းသွားလိမ့်မယ်။နောက်ဆုံးမှာအထင်မြင်ဆိုတဲ့မာမနာတွေအလုံးကျသွားလို့ရှိရင်ဒုက္ခဟူသမျှလုံးဝလွတ်သွားလိမ့်မယ်။ဒါမြတ်စွာဘုရားဟောထားတဲ့နောက်ဆုံးကဒုက္ခအလုံးကလွတ်သွားလိမ့်မယ်။ဒုက္ခတွေပဲကရနေတာရောဒီအတွေးတွေကရနေတာ။
နေ့စဉ်နဲ့အကြည့်လူတွေကတွေးနေကြတာမဟုတ်လားအဲ့ဒီအတွေးတွေကြောင့်ဒုက္ခကြောင့်နေတာတဲ့အဲ့ဒီအတွေးတွေကိုမကောင်းတဲ့အတွေးတွေကိုဖယ်ရှားပြစ်လိုက်နိုင်တာနဲ့ဒီပြိုင်နဲ့တဏှာကိုလည်းဖယ်ရှားနိုင်မယ်တန်ရောစင်တွေကိုလည်းကင်းအောင်လုပ်နိုင်တော့မယ်မာနတွေကိုလည်းဖယ်ရှားပြစ်နိုင်မယ်အဲ့ဒီတဏှာတွေမာနတွေတန်ရောစင်တွေကင်းသွားပြီဆိုလို့ရှိရင်လူလောကမှာကြုံရတဲ့ဒုက္ခမှန်သမျှတန်မြာထဲမှာကြုံရတဲ့ဒုက္ခမှန်သမျှလုံးဝအဆုံးသတ်သွားပါလိမ့်မယ်ဒါဟာစိတ်ရဲ့အတွေးများနဲ့ပတ်သက်တဲ့ဘုရားမြတ်စွာဟောကြားတဲ့ဝိတက်ကတဏ္ဍာနာသုတ်တာတရားဒေသနာဖြစ်ပါတယ်။ဒါကြောင့်ဘုရားချစ်ခင်သူတော်စင်ပြိတ္တတို့သည်နေ့စဉ်နဲ့အမျှမိမိတို့တဏ္ဍာမှာဖြစ်ဖြစ်ထားရှိတဲ့စိတ်ရဲ့အတွေးများအတွေးမဲ့စိတ်အတွေးနဲ့စိတ်ရှိနေတဲ့ထဲကအတွေးနဲ့စိတ်တွေကထိုအတွေးတွေကိုမှန်ကန်တဲ့အတွေးကိုတွေးခြင်းဖြင့်၎င်းမှားရတဲ့အတွေးတွေကိုနိလန်း90ဖြင့်ဖြည့်ရှင်းခြင်းဖြင့်၎င်းအတွေ့အကြုံကိုထိန်းချုပ်နိုင်ပြီးဆင်းရဲဒုက္ခကိုကိုယ်စီကိုယ်ငှအဆုံးသတ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းဤပေမဲ့စိတ်ရဲ့အတွေ့အများတရားဝဲပြီးပါပြီမေတ္တာပို့ကြရအောင်တတ္တဝါများစွာဝိယံကွာချမ်းသာကြပါစေတတ္တဝါများစွာဝိယံကွာချမ်းသာကြပါစေမေတ္တာရေချမ်းသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေလူသင်္ကမမနောတရတိတဝေတံဘဝယံဒုက္ခနကမေတ္တာပုံနေလူသင်္ကမစုပေါင်းကိုအပိတ္တတဟုရောင်ယူပါဝင်ဝေလာမင်းနှင့်ရောင်ရင်ရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဝိသံကျွမဲ့ဩတုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြစ်စဉ်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်စိတ်နှလုံးဤဟုသောရေအိုင်ဤအတွင်၌ဒုက္ခပင်ရာစင်တော်ရအေမြတ်တိတာတာယာပွင့်လုံးချမ်းသာဒုက္ခတည်ဟုသောဘုမုဒ္ဒရာဇာမန်တို့သည်ဘုံလန္တဝန္တရှင်မြူမုံလူနေရဲ့ခြေလူဝဲကြုံဖူးပွင့်ညပေါင်းသည်ဖြစ်၍ဒုက္ခရမလျောလေးတဲ့ရောရှေသင်ပြပိတိတိဟုသောယမန်တို့သည်ဘဝယံတုကောင်းစွာမဲ့တွင်ကျမ်းမှန်၍နေကြပါစေကုန်သတည်း
မသရေစေခြင်းပါပြုလုပ်ကြ၍တရားအလိုတော်ကိုပြုကြပါကုန်၏တရားတော်မြတ်ကိုဘုသေစွာနာယူလျက်လိုက်နာသင်သုံးကြပါကုန်၏သတ္တဝဝတ္ထုအစုစုတို့ဖြင့်တရားတော်ကိုပူဇော်ကြပါကုန်၏ယနေ့ယခုအာထုပြုလုပ်ကြရသောတရားဟောရခြင်းဓမ္မဒေသနာတရားနာရခြင်းဓမ္မသဝနာတရားတော်ကိုသိပူရခြင်းဓမ္မဒါနာတရားတော်ကိုပူဇော်ရခြင်းဓမ္မပူဇာဒီကုသိုလ်စေရနာရှားရတို့ကြောင့်ဓမ္မအတိညာကိုမြင်မြန်စွာရရှိကြပြီလေနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ရပါလိုကုန်၏ဒီကောင်းမှု၏